ရမပြောနင်မောချင်းနေတယောက်ပဲကျွန်တော်တယ်နော်အဲ့တယောက်ကိုသိကျင်တဲ့ဟာကိုအချင်းချင်းကိုနောက်မှတိုင်မိမယ် तू ဘာတူလဲဆိုတော့အများကြီးအေးအောက်ပြီးတော့မေးရမှာသူ့ကိုမေးမယ်မေးတဲ့ဟာကို तू ခေါင်းငိတ်ခေါင်းကပဲမဟုတ်တာတွေဖြေမှာအဲ့တော့ကဲအစင်းသေးဖြစ်ရင်စလိုက်ကြမလားကဲမေးလို့ရပြီဗျာ ဟွာ ယောက်ျားလားမိန်းမလား မိမလေး ဟဲ့မိန်းမ ဒီနေ့ဟွာမန္တလေးရမလားမန္တလေးရအဲ့တော့ပေါက်ကမဖြစ်နေ ချစ် တော့ သူကနိုင်ငံညာမလားချစ်သူကနိုင်ငံညာ မဟုတ်ဘူးသူချစ်သူကဒီကပဲအရှိကြီးပဲ တရုတ်ဆောင်လားဘလော့ကာလား အကုန်လုံး အချင်းကတော့တော်တော်ဆိုတတ်တယ်အင်္ဂလိပ်ချင်းတွေဆိုတယ်နော် နာမည်ကရေဒနာပါတယ်မလားဟာဖြစ်ရှင်လိုက်ဖြစ်နေရပါဟမ် နိုင်ငံခြားမှာကြောက်တတ်ဘူးလား ဟာမဟုတ်လေအကုန်လုံးဘာလို့ခေါင်းနေညိနေရတယ်တခါလေးညင်းပါဦး နာမည်ကလေးလုံး အဲ့တော့မရအဲ့ဒါတော့မရအဲ့ လေး တော့မရ လုံးလေးလုံးနာမည်လေးလုံး ငါသိပြီစံနေမြင့်လေ ယောက်ျားရှိရမလားယောက်ျားရှိရမလားဒါကြမရှိဘူးပဲယောက်ျားမရှိဘူးဟုတ်တယ်မကြိုက်ဘူး စွန့်ရတယ်နော်ဒူရဖြစ်နေပြီနော် နာမည်လေးနောက်မှနှလုံးစင့်နာမည်လေးလုံးနောက်မှနှလုံးစင့် သိရင်လည်းပြောနေပါတော့ မေမီကိုကို အမောသူတွေကိုလက်မထောင်နေတော့တာပဲခဏနေပါဦးအဲ့တော့ဟာတချင်းဆိုတာဝါသနာပါတာလားအဆိုတော့ဗောအဲ့အဆိုတော့ဗောအဆိုတော့ဒါတေးဆောင်မဟုတ်ဘူးတေးဆောင်မဟုတ်ဘူး ဟုတ်တယ် ဟိုတခုချင်းဒီပဲလေခေါင်းချင်းကောင်းပါပြီလေတရုတ်ဆောင်လားအဆိုတော်လား စက္ကန့်30 ဘလော့ကာလား လော်ကာတဲ့ မိတ်က ဟွာဖြစ်လို့ပါ ဘာလဲအဲ့ဒါဘာတွေကလောနာ အော်ဂီတာလည်းတီးတယ်တဲ့ ခေတာလည်းတီးတယ် တောင်းမောသူလားတောင်းမောသူလားမဟုတ်တောင်းသူမဟုတ် ဟာခဏနေ သူမဟုတ် ကျွန်တော်နဲ့ဆိုင်မွေးဝဲတစ်ခုမှစုံမှုတယ်မလား 15စက္ကန့် ဟိုအဲ့ဒါပြီးပြောနေရတာဘယ်လိုပြတယ်ဟုတ် ဒီ သေး စ ဘူး တော် လား ဘယ်ရီငါဖြုတ်စားလိုက်ရ နေဟွာဟော့ပေါ့ကြိုက်တယ်မလားဟော့ပေါ့နောက်ဆုံးတစ်ခေါက်စုံတော့တခြားအမှုပညာရှင်တွေဟော့ပေါ့တူသွားစားတော့ပါတယ်မလား ဟုတ်လား မဟုတ်တော့ဘူးကွာအဲ့ဟုတ်နေတာပြောနေတာပြောနေတာတကယ်မဟုတ်ဘူး လေလည်းမဟုတ်ဘူး ဟုတ်လေဘာလို့လဲ လာဘူးတယ်လေတို့အိမ်လာလဲဘူးတယ်ဟုတ်တယ်မလားတခါတခါလာဘူးတယ် အေးလာလေလိုက်တာ ကလေးလာကြည့် ဟုတ်ကဲ့ သူကသူလာလေတော့ဘာဖြစ်လဲမေးလေ မင်းရအဲ့ဒါတော့မင်းရတော့ ကဲ sorry ပါငါပြောရ sorry ပါတကယ်ချင်းကစောင့်နေဘယ်တော့မေးမလဲဆိုတော့စက္ကန့်10မိနစ်ပြည့်သွားတဲ့အချိန်မှာမေးတော့မရတော့ဘူးတကယ်ကြီးပဲ မျက်မှန်အောင်ချွတ်လိုက်ပြီးမေးသူ့တော့ပေးလိုက်ပါဦးတစ်ခေါက်တော့ မင်းရရဲစခန်းရှိမှတေးပါတယ်ဟုတ်တယ် ရေစကန်ရှင်မတေးပါစိတ်ဆိုးအိုင် တကယ်ချင်းငါတခုတော့စိတ်ဝင်စားတယ်ဘလို့ပေါက်တာလဲ ဟုတ်လား ရဲစကန်ရှိမှာ သေးပေါက်တယ်တဲ့ ဘယ်သူလဲပြောရဆို ဟုတ်တယ်မလား ဘလို့ तू ကပေါက်မှာတော့ ဟို तू ကဘာမင်းဟုတ်တယ်ပဲပြောနေတော့ဘေးချစ် အဲ့တော့မလောက်ဆရာတချင်းနဲ့အကောင်းဆုံးတီဆိုဖျော်ပြသွားတဲ့ကျွန်တော်တို့ရဲ့ strawberry မာလေးအတွက်လက်ခုပ်တန်အကျယ်ကြီးတစ်ခါတော့ကြားခြင်းပါလေဗျာ ရမ်းမိုက်တယ် ရှင်းနဲ့တွန်းတာနော် အေးလေတွန်းလာလူရတဲ့ပို့တွန်းနေတယ်နော် အော် ဘာငါဘာဆွဲတော့လဲ အေး strawberry ကျွေးနေတာဟောစားခြင်းနေတာထွန်းထွန်း သားရတဲ့ဒီမှာဘယ်လိုသွားကျွေးနေရတော့ ဒီမှာစားကျင် ဒီ နေတာ မှာစားကြည့်နေတာ ပြောချင်မကျွေးဘူးတော့ကောက် ဒီဖျော်ပြသွားတယ်နော် performance ကောင်းတဲ့အကကောင်းကောင်းနဲ့သူ့ရဲ့ဖျော်ပြမှုအပေါ်မှာ performance ပေါ်မှာမှတ်ချက်လေးအမပဲစားလိုက်ပါ မှတ်ချက်ပေးဖို့တော့မေ့နေတယ်ဒီမှာစင်းနေစားနေတာရန်ခေါင်းနေစားနေပြီဟို performance ကြီးကတော့လေအတန်းကလည်းအရန်မိုက်ပြီးတော့ဒီကတဲ့ဟာတွေဘာတွေကလည်းလုံးဝ used to ဖြစ်နေတဲ့ပုံစံလုံးဝကိုဒါအတွက်ကိုကွာအားစိုက်ဆရာမလိုဘဲနဲ့ relax ကြီးအရန်ဖြစ်နေတဲ့အားလုံးကြည့်ရတာလေကျန်းကောင်းပါတယ်လို့ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အဲ့တော့ညီမလေးဒီဒီရော performance ကိုပြောပြပါဦး performance ကအရမ်းမိုက်တယ်သူ့ရဲ့ဒီ strawberry သီးလေးတွေနဲ့ဝတ်စုံနဲ့ live ဖတ်အောင်ချစ်စရာကောင်းအောင်ချင်းရဲ့ဟန်နေပန်တွေကအစသူ့ရဲ့ဒီလက်သွားခြေထောက်သွားအစအကော performance ကတကယ်ချက်ထဲညီရဲသူတကယ်ဝါသနာတော်တော်ကြီးပုံရတယ်တကယ်လည်းအရန်တော်တဲ့ဆိုတော့တယောက်ဖြစ်တယ်နော် ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အဲ့တော့ကင်ကြီးလေးထုံးတဲ့တိုင်းကိုထွန်းနဲ့မှတ်ချက်လေးကြားကြပါလေ မက်ဆင်ကဘာတော်တော်ဝရတယ်လို့ပြောလို့ရပါတယ်တန်အောင် performance ကကျွန်တော်တို့စဉ်းစားလို့မရအောင်သူလုပ်သွားတယ်ဆိုတော့ကောင်းလည်းကောင်းပါတယ်ဆိုတော့ bravo ပါ ကျေးဇူးများတင်ပါတယ်ကဲဖြုံးငယ်ဆိုရင်မှတ်ချက်လေးပြောပြပါဦး ကျွန်တော်ပြောပါဆိုပဲနော်ဘလို့မှစဉ်းစားလို့မရအောင်ကို performance ကိုလုပ်သွားတာပါရန်လည်းကောင်းတယ်ဆိုရတာလည်းတကယ်ကောင်းပါတယ်အဲ့တော့အဆိုရောအကကောကောင်းတဲ့တယောက်ပေါ့နော် ကျေးဇူးများတင်ပါတယ်က
ကျွန်တော်ဆယ်လီစံတော်ကြီး၄ယောက်စလုံးလက်မိုင်ချသွားလောက်တဲ့ဒီ performance တွေအတန်တွေကိုဖျက်ပြီးတော့သူ့ရဲ့ဟန်ပန်ကိုထိမ့်သိမ်းသွားတဲ့ဒီ strawberry မာလေးရဲ့တဒံကိုဖော်ထုတ်ဖို့အတွက်ပထမဆုံး hints လေးတစ်ခုစမယ်နော်သူ့ရဲ့အကြောင်းပါတဲ့စကားလေးတစ်ခွန်းကဲ strawberry လေးကိုဘယ်သူလဲဆိုတာဖြစ်နိုင်တာလေးကိုသိအောင်လို့သူတို့ပြောပြလိုက်ပါဦး အလွဲတွေမပေးနဲ့ အမှန်ပြောရင်တော့တော်တော်စဉ်းစားမယ့်လူတွေပါဟယ်လို ဟမ် မတ်တရားဖြစ်မဲ့နေရလေးကို story သီးလေးပေါ့ပါ ဟဲ့နားမှာမျက်နှာမလားရေမက်မလားဒီအောက်ကအကားထဲမှာလား အဲ့ဒါသူငါအခုခွာကြည့်လိုက်ပြီခါလေး ခုံးလားဖော် အဲ့ဒါမျိုးဆိုရမ်းစင်းနေတာ အဲ့ဒါကြောင့်သူတို့ရင်းနေတဲ့လူတွေသိဟုတ်တယ်ငါတို့ကြောင့်မရင်းနေတော့မသိ အမရင်းနေလည်းရင်းနေမှာဗော ဟုတ်တခုတော့ပြောချင်တယ်သိလားဒီတယောက်ကိုလေနောက်တစ်ပတ်ချားလောက်မှခေါက်ထုတ်လိုက်ပါလားဘာလို့ဆိုငါတို့ကဟိုလေအပတ်ဟိုဘယ်လိုခေါ်မလဲတစ်ပတ်ချားပဲအချက်ကွဲချင်တယ်အဲ့ဒါတော့ချက်ကွဲမခံနိုင်နော်ကျေးဇူးတင်တယ် ဟောရှေ့တစ်ဘက်ကလည်းအားလုံးလွဲထားတယ်ဒီတစ်ဘက်ကလွဲမဲ့ဆိုရင် တစ်ပတ်ချားလောက်ဆိုမစိုးဘူးတော့မှ လွဲထားတယ်အဲ့ဒါဒီတစ်ပတ်ချားပြီးမှသူ့ကိုဖော်ထုတ်လိုက်ပါမျက်နှာဖုံးကိုချွတ်လိုက်ပါ MS လုပ်လိုက်ပါနှုတ်ဆိုငါတို့ဇက်တိုက်နဲ့ကောင်းလေ မရှက်ပါနဲ့အမအခုကစကားလေးပြောနေမသိတော့မဖြစ်မမေကုန်းနေမင်းတော့သိရင်သိမှာလေ သူကလည်းမှန်တိုင်းပြောမှာလို့ ကဲအဲ့ဒါဆိုရင် तू ဘယ်သူလဲဆိုတော့သိဖို့အတွက်မေကုန်းနေမေးမယ်2မိနစ်အချိန်ပေးမယ်2မိနစ်တွင်မှမေကုန်းနေအများကြီးမေးပါစတော်ဘယ်ရီလေးကလည်းပါဇက်ကနေပြီးတော့ तू ကဖြေမှာဖြစ်တဲ့အတွက်ကိုသိကျင်တာကိုရိပ်မိအောင်မေးမှရမယ် ငါတခုပဲမိမယ်တေချာမိမယ်မှန်တိုင်းတော့ဖြေ तू အမှန်တိုင်းတင်ပြီးတော့ဖြေ ကျန်တာလေးလိမ့်လိမ့်ရတယ်တခုဒီတခုမှန်တိုင်းဖြေနော် အဲ့တော့2မိနစ်စပြီ စပြီ မေးပြီနော်နာမည်ဘယ်လိုခေါ်လဲ ဟောတော့ဝါ ပြောလိုက်လေစတော်ဘယ်ရီ စတော်ဘယ်ရီရဲ့အမှန်တိုင်းဖြေပါတယ် ကျော်ဝဲဒီဆိုဟွာရန်ကုန်သူမဟုတ်တောင်ပေါ်ဒေသလားနှစ်ခုလုံးမှာနေတယ်ဟိုနေတာမှတ်နေဒါပေမဲ့တောင်ပေါ်ဒေသလားတော့ မနဲ့လေဟိုရက်ကမစုံတာသိမကြသေးဟုတ်တယ်မလား ဒီဒီနဲ့ဟိုတယ်လောမှာစုံတာ ဟုတ်တယ် အဲ့တော့မမှတ်မိတော့ဘူးလေ မှတ်မိရော ဘာတွေကလတ်တွေမှာတွေ့ဆုံးပဲရန်ဆောင်တယ်ရန်ဆောင်တယ် ရထားတယ်ဝီဒီမော်တော့9ယောက်ရှိရ စတော်ဘယ်ရီဒီလေးကလေဟိုအဆိုတော်တော့အဆိုတော်ပဲဒါပေမဲ့ဟိုအရင်ကြာပြီလားပေါ့စီနီယာလားဆိုတော့ထဲမှာ3-4နှစ်တွင်းလောက်မှနာမည်ကြီးလိုက်လဲဆိုတော့လားမညာဘူးလူကြီးကိုမညာဘူးနော်ငရဲကြည့်မယ်ပြော မညာဦးရဲ့ငယ်ငယ်လေးကချင်းဆိုတာတဲ့ ။အော်ငယ်ငယ်လေးတွေကသချင်းဆိုတာ အချိုးကနဲ့မှာပါဟဲ့ ။ဟွာကီးဘုတ်တီးပြီးတော့ကိုယ့်ကိုဆိုလာကာပါဆောင်းနေပါ ဘာစီးနေဆိုတာ hip hop စီးနေဆိုတာဘာလဲဆိုတာ အမတချင်းရောဆိုလားအမတချင်းအမပေါက်တဲ့တချင်းရောဆိုလားအမထွက်ခဲ့တဲ့ series တွေကလေ မဆိုလေဟုတ်တယ်လေ မေးတော်မေးနေတယ်နောက်ပြီးပြောလိုက်တယ်မေးတော်မေးနေကဲစတော်ဘယ်ရီကတော်တော်လေးလာထားတာပဲ ။စတော်ဘယ်ရီကငယ်ငယ်လေးတဲ့ဒီ site ပဲလား ဒီ hype ပဲလားဒီအရက်ပဲ ။ရက်ပဲလေးက ဆက်ပြရ ငယ်ငယ်လေးဆိုဘယ်အသက်အရွယ်တွေကလဲပြောလေ ဟုတ်လေအခုမသိဘူးအဲ့ဒါ အခုလည်းတသေးလေးဖြစ်နေလို့ပြောတာလေ လို့ အခုလည်းတသေးလေးဖြစ်နေတယ် ငယ်ငယ်တော့ စိတ်ဆိုးရင်ဘူးသေးတော့ပဲစိုးမနေနဲ့ အော်ဒီလောက်ဂျင်းသွားတာမတွေ့ဘူးလားကိုကိုထွန်းထွန်းနဲ့ အော်ဒါအရက်ရှီအောင်လုပ်ထားတာဗော ဟိုအစိုးပြိုင်ပွဲတွေဘာတွေဝင်နေမလား ကျန်စတော်ဘယ်ရီကတဲခွဲပြီးတော့ဘဲကထားခဲ့တာခံထားရတယ်ဟုတ်လားထားခဲ့တော့ဘယ်လိုရှိတော့မှာလဲ ကိုယ်တိုင်တချင်းရေးလားအဲ့ဒါရုပ်ရှင်ရမဟုတ်ဘူးပေါ့ရုပ်ရှင်လောကမဟုတ်ဘူးဂီတလောကပေါ့ဟမ်ဘာ ဟို ပြီး တော့ တော့ တော့မှစတော်ဘယ်ရီနဲ့ကျွန်တော်နဲ့ရုပ်ရှင်တကားရက်သေးရလေရုပ်လို့မှလေဟုတ်လား နေနေစပင်းဖြောက်ထားတာမလားအခုတို့မိုးဖြောက်ထားတယ်စပင်းဖြောက်တာဟုတ်တယ်မလားအာဟုတ် နောက်ယွန်းပါဆိုတာရှိသေးတယ် မ
ခိုင်လေးနဲ့ဒီဒီနဲ့စက္ကန့်30ပဲကျွန်တော်လေ မားနဲ့လေ ဒီတခါရဲ့တည်းလေ တွဲဆိုဘူးလား ကျွန်တော်ပဲကျွန်တော်ရဲရင်အောင်ရဲ့လေရရှိတခါရဲ့ဟုတ်တယ်မလား ဒီကချင်းစီမေးလေဒီကမေးပုတ်ဒီမေးလား ဒီမှာမေးနေပြီလေဟုတ်လားလို့ဟုတ်တယ် ကဲအဲ့ဆိုမေးမယ်ကိုကပါလဲဒီဒီနဲ့တချင်းတူတူဆိုဘူးလားဒါမှမဟုတ်ရှိုးပွဲတွေမှာစုံတယ်ဘယ်မှာစုံဘူးလားလဲပြောတချင်းတူတူဆိုဘူးလား ဟုတ်ပါတယ်ဆိုတော့အဟောင်းတော့အဟောင်းနေရပါဆိုတော့အဟောင်းတော့အဟောင်းနေရပါ ဟဲ့ဘာလို့ညင်သွားကြလဲ ဟမ်ကိုစဉ်းစားနေရ မလဲဆိုတော့ စဉ်းစားရင်ကြွေးရင်မေကွန်လေးတွေပေါ်လာနာမည်မရောက်ပါတဲ့တယောက်လား ဟာမသိဘူး နာမည်မှာပန်းပါတဲ့တယောက်လား နာမည်ပါလာနာမည်ပါလေဟာလာ ရေးတယ် ခုနတချင်းဆိုတော့မောလာအော် ကိုထွန်းထွန်းနဲ့ချင်းမစုံဘူးလား သုံးဘူးသူကရှောက်ပြောတယ်အော် ဒီကတော့ဘလို့လဲ အာကဲ ငါပဲချင်းမပိုးကောက်ကလုပ်ပြီးလို့ လောက်ကြပါအောင်ကဲတော်မူကြပါ အဲ့ဒါပြော ပြောပါရှင် ဟာဘာပြောချင်တာတော့ဟာမဟုတ်ဘူးအဲ့ဒါလူကြီးလေးရလားမသိဘူးအဲ့ဒါဘယ်သူတော့လို့ မင်းကိုမေးနေရလေကွာမင်းကလည်းဘယ်သူလုံးလာမှာလဲ ဘယ်သားမတ်ကတွေ့ကြတာဘာမှမကပါဘူး ကိုထုံးကောက်ွက်လေးလုပ်ပါဦးကိုထုံးကောက်ွက်လေးတစ်ခွက်လောက် အေးဟုတ်ပါပြီငါစဉ်းစားရန်ခတ်သွား လို့အောင်နင်းကိုရမ်းတည် ကျွန်တော်သိရလူတွေမိုင်းလောက်သိရလူမရှိဘူး မနဲ့ချင်းမတော့မမြင်ဘူးနော်ဟုတ်တယ်မလားညာမပြောနဲ့ ဘလို့တရားတူတူထိုင်ဘူးလေကြောက်ပြောနေငါကဘာပတ်ပြီးတရားထိုင်တယ်လို့ပဲ ဟိုတလို့ကလေပါလဲဟိုတချင်းမိတ်ဆက်ပွဲတစ်ခုမှစုံတာဟုတ်လားထက် easily လေထက် easily ရဲ့ သူပဲတဲ့ထိတ်စီလေးက အေးတနာယူပွဲမှာစုံတယ်ဟုတ်တယ်မလား ဟောလာနာဟဲ့ ဖြည်းဖြည်းသာပြောပါသိတယ်တနာယူတာတမျိုးကြီးပဲ ပိုင်စီကလန့်သွားတာပေါ့ ဘာပွဲ အဲ့တနာယူပွဲမှာစုံတာတနာယူပွဲမှာ ဟာဘာလို့ဗျာအရောက်ဖို့တယ်ဘယ်သူလူတွေအကုန်လုံးကပြီးပြီးသားထိုင်ပြီးတဲ့ပချင်းနာမည် ဟုတ်တယ်သိကြပြီ ငါ သိ ပဲ ကြ မ ပြီ သိ အဲ့ဒါအမသိတယ်တနာယူဆိုဟဲဆိုပြီးဖြစ်သွားတာပုံသေးဘူး မဘာဖြစ်တယ် ဘာလို့လက်ကြမလဲဟုတ်ပါ တနာယူလေးတစ်ပိုက်လောက်ဆိုပြလိုက်အမား အဲ့ တော့ ဒါလည်းဘောင်းလေးလေးတနာယူကြောင့်ရှင်းနေပါ စိတ် ဆိုပါ ကြည့်ပါနဲ့တရားတွေမှတ်တာများပြီးတော့မသိဘူး ဆိုတော့နာမည်အရင်ကနာမည်တစ်လုံးနဲ့လားနာမည်အရင်ကိုပြောတာတစ်လုံးနဲ့လားတဲ့ ကဲပုံပေါ်တစ်ခုပဲပြောပါတောင်ပေါ်ကလာပြင်ပြရလား တောင်မွားရှမ်းကလေးလား အော်အဲအမျိုးက9ယောက်ရှိရဟုတ်တယ်မလားဘောတော့မဟုတ်လို့လားဟာအဲ့ဒါဒီဘောဘလူးတို့မက်ဆေ့ဆွဲတာဘလူးသိရလားဟာစီကရက်တရားစီရမေးတာလို့ ကိုရိုင်းသိတာလားတယောက်ဆရာမေးတာလားအမှန်တမ်းပြော အဲကြောက်တယ်အဲ့ဒါပြစမ အဲ့ဒါမှရေးမှာဆိုလို့လေ ရေးမှာဆိုလို့လေ နင့်ကိုကြောက်တယ်တဲ့ ကျေးဇူးတင်ပါတယ်အချိန်တော့ပြည့်သွားပြီဒါပေမဲ့မေးခြင်းနဲ့မေးခွန်းရှိသေးလား ရှိတယ် ရှိတယ်ရှိရင်မေးကဲမေး နေပလက်တော့နင့်ကိုအားကိုးတယ် ဟိုပါလေအင်္ဂလိပ်သချင်းတွေဆိုတာလည်းအရန်ပိုင်နေဟုတ်တယ်မလားကင်းကဲလို့ကလည်းကြိုက်တယ်လေ โอเคပါကဲကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ထွန်းထွန်းကြီးရဲ့မျက်နှာကြီးကိုကြည့်ရတာတော့ကျွန်တော်အနေနဲ့ ဟုတ်တယ်မသိရမယ် တော်တော်ဂျင်းနဲ့ပြီးတော့ခက်မှန်းလိုက်ရတဲ့ပုံပါပဲ မင်းရဲ့ကောက်ကွက်ကိုတော့တေချာသိနေဆိုရင်မင်း မခိုင်လေးမပြုံးရင်လည်းပြုံးချလိုက်ပါမရဲ့ မအီမလဲရုပ်ကြီးနဲ့ငါအေးကိုကျင်တာကြီးတာမသိတော့ဘူး တချင်းဆိုတော့အရန်ကောင်းတယ် performance တွေအရန်ကောင်းတယ်ကလာတွေလည်းအရန်တော်တယ်ကျွန်တော်ဖိနာ strawberry မလေးကနော်မိကုန်းတွေလည်းဖြည့်ပြီးသွားပြီ
ဗီဒီယိုတွေလည်းကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ချစ်လာဆောင်သောဆယ်လီစုံတော်ကြီးတွေသူတို့ရဲ့တာဝန်အတိုင်းကျွမ်းကျင်ကျင်နဲ့ခက်မှန်လိုက်တဲ့အခါမှာ ဟဲ့ဒီလေးရပါဖြစ်တယ် တနာယူငါလက်ဝါဟဲ့ဆိုတော့ ကိုပိုင်အဲ့ဒီရုပ်ကိုမတွေ့နိုင်လို့ဘက်ကလေးရုပ်ကိုမတွေ့နိုင်လို့ဟင်းနေ ကျွန်တော်ဘေးနာကစတော်ဘယ်ရီလေးမျက်နှာဖုံးနောက်ကဆယ်လီဘယ်သူဖြစ်မလဲဆိုတာကိုဖြိုးငွေစွာနေစပြီးပြောပြပါဦး လောက်ပါဦးဟဲ့ ကဲအမလည်းပြောပြပါဦး ဟုတ်တယ်အမလည်းအဲ့လိုပဲစဉ်းစားနေတာတကယ်ကိုလေအတန်လေးကလည်းချိုးပြီးတော့ရှင်းပြီးတော့ကွာတိလားစတော်ဘယ်ရီလေးစားလိုက်လို့ရှင်ချိုးအေးမှုေးပြီးရင်ထဲမှာရှင်းပြီးတော့ feeling လေးဖြစ်သွားသလိုသူ့ရဲ့အတန်လေးကလည်းအဲ့လိုလေးတောင်ဖြစ်သွားတယ်ကွယ် performance ပါတွဲလိုက်တဲ့ခါကျအရန်ကို perfect စိတ်ညစ်နေတာမသိတာ ကဲပါအမချေသူ ချာပဲငါတို့လည်းစိတ်ညစ်နေလို့ဟေးဒီမှာစဉ်းစားလို့မရဘူး ဟုတ်တယ်စဉ်းစားတော့ခက်နေလို့စိတ်ညစ်နေ မစင်းသားနဲ့ကိုလေ performance ရင်ပြော ဘာမှမပြောဖို့ကိုစဉ်းစားခက်နေတာ performance ပြောဖို့စဉ်းစားခဲ့တယ် ဟာဘာလဲခဏတေးမယ်လား ကောင်းပါလေအရင်ကောင်းတယ်ညီညီလေးတော့နေကိုခဏ ချေသူတင်ပါရဲ့တကယ်တော့ strawberry လေးကနော်အတန်အရန်ကောင်းတယ်သူဆိုကလည်းအဆိုတော်ကြီးနော်တကယ်ကျွန်တော်ရဲ့အဆိုတော်ကြီးမတင်တာမောကနေပြီးတော့ cover ပြန်ဆိုရတဲ့တခြင်းကို तू ကအရန်မိုက်အောင်ဆိုရတာအဆိုမှလည်းအရန်တော်ပါတယ်အဲ့တော့ဝတ်ထားကလည်းလုံကြုံတယ် ဟုတ်ပါ အေးဟုတ်ကဲ့ဘလို့မအောင် လုံးကြုံနေ မှန်ဘလို့ထုံးလို့ရတယ်ဒါမှမှန်ဘလို့တော့ကြည့်ပါဦး အဲ့တော့ကျွန်တော်ရဲ့တယ်လီစတော်ကြီး၄ယောက်လည်းခုနကဘာတိုင်ပတ်တယ်လဲလာရအောင်၄ယောက်စလုံး တိုင်ပတ်တာကတော့သမီးတို့၄ယောက်လုံးမယ်ဟိုကလဲတာတော့ကိုထွန်းတယောက်တည်းလားမသိ ဒါပေမဲ့ဒီအိမ်နာလာပြီးတော့မတည့်ရချင်တယ်ဘယ်သူရက်ရတာပြောစိုက်ကိုမန်းညင်လို့ အဲ့တော့ဒါပေမဲ့အရက်သိချင်ပြောရမယ်2ပေ6လက်မှရှိတယ် ညပိချောင်းလည်းကအရင်မဖြစ်တော့ဘူးဖက်နဲ့ဖြစ်မှာပါဟုတ်ကဲ့ တော့ဖုန်းကဆိုမြို့တနာလို့လာခဲ့လား အေးတော့လေ ကိုပြောတေချာခိုင်ခဲ့ပြီနော် တေချာမှတ်ခဲ့နော်ဟဲ့ အများကြီးခိုင်ခဲ့နော် ငါတို့အစားတေချာမှတ်ခဲ့နော်နင်ဟုတ်တယ် ဟိုသူကလာမလားမလာဘူးလား ကဲကိုပြုတ်သွားကဲဟုတ်ပြီတိုင်းကြည့်မယ်နည်းနည်းတိုင်းကြည့်လို့ရတယ်လေ အခုနည်းနည်းပဲကွာတာနော်မသိဘူးနော် အရန်ကြီးတော့မသေးပါဘူးအိုက်တင်းဒီပါ လာလို့ရသေးလား နည်းနည်းပါပါ မင်းကသိချင်လို့လာမဟုတ်မင်းချင်းကြငါသိ ကျွန်တော်ရေတေချာနည်းနည်းပါကန်ကြည့်လိုက်အနက်တွေပဲရှူကြည့်လိုက်ဟုတ်ပါဘူး သေးတယ် no no စတော်ဘယ်ရီပုံမှန်တိုင်းနေစတော်ဘယ်ရီအဲ့လိုမြောက်မထားရဘူး အလကားဒီကောင်ဖက်ခံချင်လို့လာနေဟာ ရပြီဘယ်သူလဲသိသွားပြီ ကျွန်တော်ဒီလိုနည်းနည်းကန်ကြည့်လေလက်မောင်းလေးကို ငါသိသွားပြီ အေးစမ်းပြခဲ့တယ်မလားစမ်းပြခဲ့တယ်မလား ဟာဒီကောင်ထူးတော့ထူးစားတယ်ကွာ အေးရေမွေးပဲအနက်ရှူခဲ့လို့ရေမွေး ဘလို့နဲ့ယူနေပါလဲ ရေဝဲတုံးတာလားဘာလဲဘာလဲ တော့တယ် ဘာတိုင်းရလဲ ဘာသက်မှမရအောင်ကြောက်ပြောတယ် ဟောမင်းကျွန်တော်သွားမလားငါတို့နေ သွားမယ် ဟောထူးတော့ထူးစားနေတော့ကောင်မလေးတယောက်ဖက်ခံလိုက်ရင်ဘယ်သူလဲသိရဆိုဟာမင်းတော်ထူးစားနေပြီ ကိုပိုင်ရပညာယူထားတယ်ဗျာကိုပိုင်ကလည်း တဲလို့သာရခဲ့တယ်မ ဘယ်လို လား ခံစားရလဲ ရသလောက်တော့ရပါတယ် ပြီးရော ကိုပြော ရ ကို သ ပြော လောက်တော့ရပါ ဘယ်လိုခံစား ငါတို့ထင်တာမှန်တော့ပါတယ် ဘာမှရှောက်ပြောမနေမင်းတို့၄ယောက်စလုံးမသိသေးဘူး တို့လေဟင်းကိုအရန်အဝေးကြီးမလုပ်ပါနဲ့တောင်း ဟဲ့လေနီးနီးလာတော့ပါ ဘသူမှန်းသိအောင်လို့ပေးမယ် တကယ်ပေးပါတကယ်ပေးပါတကယ်ပေးလူလိုသူလိုပေး ဆိုရင်မလေးစကားလေးတစ်ခေါက်တော့ပြောလိုက်စကားလေးတစ်ခေါက်ပြောလိုက် စတော်ဘယ်ရီလေးက K-pop ကြိုက်တဲ့ K-pop ဖန်လေးပါ ဒါအမှန်လား တိပြီအဲ့ဒါကွက်တီပဲ K-pop fan ဆိုကွက်တီပဲထွေးဆိုလည်း K-pop ကြိုက်တယ်ပုံစံကြည့် ဒီပေါ်ချက် အိုပါခါနာစတိုင်တယ်နားထောင်ရင် BTS သချင်း ကြိုက်ပါလေအရင်ကြိုက် ဘာသာထပ်တော့ K-pop ကြိုက်တယ်ဆိုဒီကချွေးမလေးကအစင်ပြစ်မယ်နော် ကဲ ရောက်ပါမကြီး ကဲမင်းက K-pop ကြိုက်တယ်ဆိုရင်မင်းသားကလည်း K-pop ကြိုက်ရတော့မယ်အဲ့တော့ तू ကလည်း K-pop fan ဆိုရောက်ခမကြီးရကပြီးပြီ အဲ့လိုဆိုတာပေါ့လေးနဲ့နေတော့က I'm not so that ဘယ်လိုကေပေါ့စတိုင်နေနဲ့လောက်ပြပါရှင် နည်းနည်းကားပြမယ်လေ နည်းနည်းကပြဝိုင်းပါလေ ဘာတော့ပြအောင်ပါ ကိုပိုင်မနိုင်ဟိုမှာကကျင်နေအောင် ဘယ်လိုချစ်ကားပြမယ်လေ ရတယ်ကေပေါ့ဆို ဘာ ပြီး လေးလေးကပြရင်ရပြီ ထွန်းထွန်းသချင်းနဲ့ကထွန်းသချင်းနဲ့ စုံရင်းနဲ့က ဆိုရင်လည်းကမောပါလေ နေမောတယ်ဟုတ်တယ်ဟုတ်တယ် ရတယ်ဆိုရင် only အကပေါ့ အချင်းကြီးရဲ့လိုက်ချမ်းကြီးကားပြမယ် like Jenny oh
လိုက်တာ Think I really like it. Haters that are really like it. Steady, steady, steady. Have you ever met? တကယ်ကတဲ့နေရာဟာ ဟောတကယ်ကဲအဲ့ဒါရဲ့ ဟာโอเคโอเค သူတကယ်ကတဲ့နေတာ တကယ်ကတဲ့နေတာလို့ရပါဦး တော်လိုက်တာ ဂျင်းနီသချင်းကောက် လက်ကုတ်တိုင်းတီးလေဘေးလက်ကုတ်တော့မတီးဘူးကောက်ခိုင်းပြောပြန်တီးမယ်လက်ကုတ်တိုင်းကျင်းချက်တော့ တကယ်ကတဲ့နေတာလို့ ဘလောက်မောမဲ့ထင်လဲကား ဟုတ် တော့ ဘူးအဲ့ဒါဆိုမပဲပါမယ်လူငယ်ပဲနော်ထိတ်ထိတ်တို့အရွယ်ပဲလုံးဝထောင်ပဲရှူတူပြီးလိုက်ကနေ ဟုတ်ကဲ့ လူငယ်ပဲထိတ်ထိတ်တို့ ဘသူလဲဆိုတော့တီးအောင်2မိနစ်မေးခွန်းလေး အေးမင်း ဟဲ့လူငယ်ပဲကွယ် ကျွန်တော်မားထားတဲ့တယောက်လားမသိဘူး အစင်သိဖြစ်ပြီလား2မိနစ်အဲ့တော့ဒီစတော်ဘယ်ရီမာလေးကသူတို့မေးတာကိုဖြေလို့ရရနော်အသက်ထွက်ဖြေမယ်โอเคအစင်သိဖြစ်2မိနစ်စပါပြီ ဟာအဲ့ဒီကိုလုံးကဝိတ်ချထားရမလား ဝိတ်လဲချတယ်ဒီအပိုင်းဝိတ်လဲတက်လာ နေနောက်ပြီးကြတော့ဟွာအခုတလုံးမှာအဲ့လိုမျိုးလမ်းလျှောက်တင်တန်းတွေပဲသွားတက်ထားရမလား ဟိုင်း လမ်းလျှောက်တဲ့တင်တန်းတွေပဲသွားတက်ထားမလား ကတ်ဝေါ့ပေါ့ ခန္ဓာကိုယ် body posture ပဲမှန်အောင်အဲ့လိုသွား မမေးစီယာတင်ထားတာ ဟောမမေလေးဟုတ်တယ်မမေကြီးကတင်တာဟုတ်တယ်မလားဟုတ်တယ်နောက်ပြီးတော့ဘလို့တချင်းတွေမေးကြပါဦးမေးကြပါဦး မေးတစ်ခေါက်မေးလိုက်ပါ စတော်ဘယ်ရီမာလေးကဟိုကလေ Instagram မှာခုတော့ hot ညာလေအရန်ဟုတ်တယ်မလား ဟာဒီဟောပါ ပူတာဟိုတနာပါလေ Instagram မှာလဲဟတ်တယ် Facebook မှာလဲဟတ်တယ် အာ TikTok မှာလဲဟတ်တယ် စတော်ဘယ်ရီလေးနဲ့လေစတော်ဘယ်ရီလေးနဲ့ဒုံးနဲ့အပြင်မှာခင်းလားတိလားစုံဘူးလားဘယ်တော့ကစုံဘူးလဲဘယ်မှာလဲဘယ်တော့ကနောက်ဆုံးအမှန်ပြောတော့ ဆောင်းမှုရဲ့ရှိုးပွဲတွေမှာ နောက်ဆုံးတစ်ခေါက်ဘယ်မှာစုံထားလဲအမှန်ပြောတော့ မမီတော့ မဟုတ်တာအနီးဆက်ဆုံး နောက်ဆုံးတစ်ခါပပပွဲမှာဆုံးဘူးလေ ပို့ပွဲမှာစုံမှုတယ် ပုတ်ပွဲညနေမှစုံရမှာလေ အဲ့မတူလာမှာပေါ့ဒါပြီးတူလာမယ်လေ ညနေလာမှာပေါ့ တွေ့မယ်လေ စတော်ဘယ်ရီကလေအမသမီးထိတ်ထိတ်ကလေးနဲ့မှရွယ်တူပဲမလား ထိတ်ထိတ်လေးထငယ်သေးတယ် ထိတ်တော့ငဲသေးတယ်အနင်ကမြည်ရွယ်ဖြစ်သွားပြတာဆိုရင် စတာမမခိုင်လေးနဲ့မှရဲတူပဲ နောက်ပါဘူးနော်လူစိုး ဟုတ်တယ်လေမမခိုင်လေးတလောက်လူပြိုတာမသိတဲ့လူတွေမှာအောက်ကလူတွေမေးကြည့်လိုက်အပေါ်က16နှစ်လို့ထင်ကြမှာ ဟုတ်ကဲ့ကြည်စံချစ်လိုက်တာ ဟုတ်တယ်လားဟုတ်တယ် အာဘွား ချစ်တယ်နော်မမခိုင်လေး အာဘွားအရန်ချစ်တယ်မှန်တယ်ဆိုတော့အဲ့ချင်းနဲ့လေတချင်းတစ်ပုတ်တွဲဆူထားသေးတယ်လေယထာတန်လန်းပေးပါ MTV ရိုက်ထားတာလေဟုတ်တယ် အော်တိတယ်လမ်းမကြီးရဲ့ဖေး ဟုတ်ပါဘူးတပိတိသွားပြီ ဟုတ်တယ်ဟုတ်တယ်ဥသာကိုထုံးနဲ့အပြင်မှာတစ်ခါပဲစုံမှုတယ်ဒါပေမဲ့စကားတစ်ခါမှမပြောဘူးဟုတ်တယ်မလား ပြောဘူးလားပါ စကားနည်းနည်းပဲပြောဘူးတယ်ကွာဒါပေမဲ့ဘာပြောလိုက်မှလည်းမသိဘူးပြီး ပါ သွား ရိုက်ရှင်တယ်လို့ပြောပြပါပေါ့ ဟုတ်တယ်မလား စကားအများကြီးပြောဘူးလေပပထွန်းထွန်းကကဘာကျော်အဆိုတော့မေးတော့လောက်ပြီ ငါမမလီလွဲ့နဲ့ အဲ့ဒါကျွန်တော်နဲ့ရောရုပ်ရှင်တွေရိုက်ဘူးလား တက္ကမကြီးမကြားလိုက်လို့ ရုပ်ရှင်ရိုက်ဘူးလားတော့ရုပ်ရှင် ရုပ်ရှင်ရိုက်ဖူးတယ် ရိုက်ဘူးတာပေါ့တက်ကြသေးရကွာ ရိုက်ဖူးတယ် ရိုက်ဘူးတယ် ရိုက်ဖူးတယ် တကားနကား နဂါ အေးဒိုးထက်အသက်ဘယ်နှစ်နှစ်လောက်ပဲငယ်ရလဲ ငယ်ငယ်လေး ဘယ်လောက်လဲ ခုမှ3နှစ် ထွက်ရှားတောင်းငယ်သေးတယ်ထွက်ရှား6နှစ် တမန်နဲ့မပြည့်တပြည့်ပဲကျွန်တော်တယ် အဲ့တော့တစ်ခါလေးဖြေအစိုးရလားသေးဥဆောင်လား အတော်လောက်တယ်ဘတ်ဆောင်ရတာလဲတာလဲ အဲ့ဒါဒန်ဆာလေးလုပ်တယ် တီးလဲတီးတယ်တစ်ချင်းလဲရေးတယ်ဘာသာလဲလုံး ဟုတ်တယ်သမီးပြောရတဲ့อ่ะ တစ်ချင်းလဲရေးတယ်ဇလန်းလဲရေးတယ်ကွာစခရစ်တွေလဲရေးတယ်ကွာ ဟမ် ရှောက်ပြောရတာ အစုံတော့မိမတွေမှာအဲ့လိုအစုံတော့မရှိဘူးလေယောက်ျားရတာတော်တော်ရှာအတန်ထွက်ကြီးရအေးကြီး ကြီးရတယ်ပေါ့သူရှိပါတယ်ပေါ့ 10စက္ကန့် ဟိုကကြီးတာ 10စက္ကန့် အဲ့ဒါလည်းစားသွားပြီနော်ရိုက်ကြည့် ညနေတွေ့မယ်နော်ညနေတွေ့ရင်မညာချင်းနော်မြက်ကမှန်အမြဲတက်တယ်လေဟုတ်တယ်မလားပြင်သွားရင်လဲမြက်ကမှန်အပြာရောင်လေးလားမသိအမြဲတက်တယ် မြက်ကမှန်ကတက်ချင်လဲတက်တယ်မတက်ချင်လဲမတက် အမြဲတက်တယ်အမြဲယူအမြဲတက်တယ်ယူကိုတွေ့ရပြီးတော့လေဟိုတချင်းနဲ့ပေါက်တာလေသူကဟိုပေါက်တာတော့သူအများကြီးရှိပါတယ်အမေဝါလေမြန်မာမာလီပါရှင်မင်္ဂလာပါရှင် လူကြီးလိုက်တယ်လို့တော့ ဟုတ်တယ်သူ ပါပါတော့မဟုတ်တော့လားမသိဘူး ဟုတ်တယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့ကလည်းပြေသွားတာတော်တော်ကြာပါပြီမြန်မာမလေးပါရှ ဆို င် လေးရတော်တော်မွေတာပဲမက်ဆင်ကဘာတော်တော်ဝါနေတယ် ကဲအဲ့တော့
ဒီမှာလည်းနောက်တစ်ခါလာပြန်ပြီနော်တော့ performance ရောစကားတွေအရင်မိုက်တာ ဟုတ်ဒါအချက်ခွင့်တန်ပါတယ်တန်ပါတယ်ကိုယ်မနဲ့တန်ပါတယ် ဒါလည်းမားလို့ခံပါတယ် ရန်တန်ပြောလိုက်မယ်တန်ပါတယ် အဲ့တော့ကျွန်တော်ဘေးနာက strawberry မျက်နှာပုံးရှင်မာလီရဲ့မျက်နှာပုံးနောက်ွယ်ကဆက်လီဘယ်သူဖြစ်မလဲ မောနဲ့သနာပါတယ် ကဲရီးသားနှစ်ယောက်လိုချင်တဲ့ strawberry မာလီနဲ့ဒီကနေပြီးတော့အကအလိုက်နဲ့ဖြောပြတင်ဆက်သွားတဲ့ညီမလေးအားလုံးကိုလည်းလက်ခုပ်တန်အချိန်နဲ့တစ်ခါတော့အားပေးပေးပါအောင်ခင်ဗျာသနာပါတယ် strawberry လေးမောနေတယ်ခြေပိုင်တိုက်ချင်သေးလား တိုက်မယ်ဆိုတောက်မယ်မဟုတ်တောက်မယ်ဆိုတိုက်မယ် လွယ်တော့မလွယ်ဘူးเนาะအကောင်လေးကြည့်တော့ထွေးစီနောက်တော့လေးလိုချင်တဲ့ရီးသားနှစ်ကောင်နှစ်ယောက် 2 ယောက်ကောက်သေးမယ်အစိတ်ပြင်းတယ် strawberry လေးကရီးသားနှစ်ယောက်တကယ်လိုချင်တာလား ဟုတ်တယ်တချင်းနဲ့မြန်စိတ်ကူး ဟော ဆော်ဗရီကအခုကိုကျန်ခေါင်းမှာနှလုံးပါးမှာနှလုံးအောက်မှာ6လုံး ကောက်ကိုဖြုတ်ချသူလည်းအလုံးမရှိအဲ့ဒါတွေလိုက်ရည်နေဘာပဲဘသူမှမသိတော့ မသိတော့ဘူးဆော်ဗရီအလုံးတွေပဲလိုက်ရှိရတော့ ငါခုနက तू ဖြော်ပြว่าအကြီးရောကြီးပြရလား performance မပြောခင်အမကိုတကယ်အမနဲ့ဒီနဲ့သူ့ကိုမျက်လုံးကိုမရဘူး ကြောက်တယ်ငါတို့ဘာလုပ်ကြောက်တယ် ငါတို့က ငါတို့ ဒီမှာအစင်လေးနဲ့ကောင်ကိုငန်းနေတယ်လေ အော်လားဟုတ်တယ်အစင်ပါငါတော့မသိဘူးဟဲ့ မျောပြီးတော့မှကြည့်အောင်ကိုယ့်ဘေးနဲ့လူကြီးကြည့်နေမှတော့မသိဘူးကဲအဲ့တော့ strawberry လေးရဲ့နော်ရီးသားနှစ်ယောက်လိုချင်တယ်ပေါ့စိတ်ကူးဆိုတဲ့တချင်းလေးရဲ့တီဆိုပြောပြမှုရဲ့ performance လေးရဲ့ဟိုကဲတကယ်ကြီးဖြုတ်ဝေဆို performance လေးစပြောပါကွာ အေးပြောလိုက်တော့ပြောလိုက်တော့ အရင်ကောင်းပါလေတော်တော်လည်းကနိုင်တာနော် အာကရန်ကတာကတယ် ကောင်းပါလေရန်ကောင်းပါလေ ဒီသမားဒီမှာလေကဲအမမခိုင်လေးကလည်းပြောပြပါဦး အော် performance လေးတွေအရန်ကိုတကယ်ကိုလေးဟိုလူငယ်တယောက်ရဲ့တွက်လက်မှုเนาะအရန်ကိုတင်မအတန်လေးရဲ့ချူတာမှုတချင်းလေးရဲ့ဒီမြူးကြွမှုတွေအရန် like ဖက်ပြီးတော့အရန်ကို performance လေးကအရန်ကိုပါရရှင် ကျေးဇူးများတင်ပါတယ်ခင်ဗျာဟောညီမလေးဒီပြောပါဦး ကဲပါ performance ကချစ်စရာကောင်းတဲ့ဟာလေးတွေလည်းတွေ့တယ် sexy ကြတာလေးတွေလည်းတွေ့တယ်တချင်းဆိုတာအစားသူကရတမျိုးစုံပေးနိုင်တယ်ဒီတချင်းနဲ့သူနဲ့လည်းတကယ် like ဖက်ပါတယ်အပြင်မှာလည်းရီးစား2ယောက်ရပါစေလို့ ဟာ ပျော်ဝတွေ့လား ကဲအဲ့ညီလေးပြောပါဦး performance ကျွန်တော်ဒီ Messenger မှာဒါကျွန်တော်တို့က season 3ခုမြောက်ပေါ့နော် season အကုန်လုံးကိုပါတယ်ပေါ့ပါတဲ့အချိန်မှာ Messenger တွေအနေနဲ့ကအဲ့လိုမျိုး performance လုပ်တဲ့အခါမှာတချို့ chorus လောက်ပဲကကြတာဒါပေမဲ့ तू ကထူးထူးခြားခြားတပုတ်လုံး dancer ရင်းနဲ့အတူတူ like ကတယ်ဆိုလဲဆိုတော့ခေသူမဟုတ်ဆိုတော့ bravo ကဲအခု performance ကိုတချင်းဆိုတဲ့အတွက်ကိုမှတ်ချက်တွေကိုစီပေးခဲ့ကြတဲ့ Celestino လေးယောက်ကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဘီနာ strawberry မာလေးမျက်နှာဖုံးနောက်ွယ်ဆယ်လီဘယ်သူဖြစ်မလဲဆိုတော့စုံစမ်းထောက်လှမ်းမယ်အချိန်ရောက်ပါပြီသို့တော့ဒီအချိန်လေးထိလည်းရောက်လာပြီဒီပေါ်မှာတချင်းဆိုတာလည်း၃ပုတ်ရှိသွားပြီကျွန်တော်တို့ရဲ့ဆယ်လီစုံတော့ကြီးရလဲကဘာကျော်အစွမ်းနေနဲ့နော်တိပြီးသားဒီလောက်ကတော့ဟုတ်တယ်မလားနော် detective D သိပြီးသား နော်ရှာလာဒီ Yes အဲ့လောက်တော်နေမှာတော့သူဘယ်သူလဲဆိုတော့ hits မပေးတော့ဘူး2မိနစ်မေးခွန်းလေးတော့ရှိနေဦးမယ်တယောက်ကိုစက္ကန့်30 မေးပြီလေ အချိန်ကရွှေထက်တမိုးရှိသွားပြီ မှန်ပါတယ်မေးရမှာပေါ့ ဖြစ်ပြီလား ready ဖြစ်ပြီလားညီလေး ready ဖြစ်လား ready ပဲကို တကယ် ready ဖြစ်နော် okay ready ဖြစ်ရင်ထွန်းကနေစလိုက်အောင်အဲ့တော့အခုစက္ကန့်30စပြီးတော့မှတ်ပါပြီဗျာ မေးခွန်းနေမေးရင်အမှန်တိုင်းဖြေရလားတမင်ကိုရိပ်မြူသွားမှဆိုလွှဲဖြေရလား အဲ့ဒါဒီတစ်ခုတော့အမှန်တိုင်းဖြေခန္ဓာကိုယ်မှာတက်တူးလုံးဝမထိုးထားဘူးမဟုတ်လားဘာထိုးတာစူပါမန်တစ်စိတ်ဒီပါထိုးထားလားစူပါမန်မကြိုက်ဘူးဘာမန်ကြိုက်လဲစပိုက်ဒါမန်အနေနဲ့ခဏနေအဲ့တော့ကို team လားမောင်လေး team လားအမုတ်လေးဟာအဲ့လိုရှိတော့မလုပ်နဲ့တခုတော့ပဲလုပ်ပါမျက်နှာဖုံးကြီးချုံမဟုတ်ဝေးဖြစ်နေမယ်ခဏနေအဲ့တော့ကရတဲ့ဥစ္စာကိုကဝါသနာအပါဆုံးလားအမှုပညာထဲမှာဒါမှမဟုတ်တချင်းဆိုရတာဝါသနာအပါဆုံးလားအမှုပညာဆိုရင်ခေါင်းစဉ်အောက်ကအပေါ်လုံးဝါသနာပါ
ကတာကြတော့ဘာလို့အဲ့လောက်ထက်ထက်မြက်မြက်ဖြစ်နေရလဲ ငယ်ငယ်လေးကမိလာထားတာလေ သင်တန်းတွေပိုက်တက်ထားတာမဟုတ်ဘူး တင်နန်းတာ YouTube TV လေးလား YouTube ကြည့်ပြီးလေ့လာထားတာအော် TikTok မှာအခုနောက်ပိုင်းကတဲ့ဟာတွေဘာလို့မတင်တော့ရလဲဟာ ကြည့်တယ်အစားဆုံးအကုန်လုံး2019တဲ့ဟာတွေအကုန်လုံးထိုင်ကြည့်ပြီးသွားပြီကတဲ့ဟာတွေနောက်ပိုင်းဘာလို့မတင်တော့ရလဲအဲ့လိုပဲမကကျင်တော့လို့အရန်ပူကြိုက်အောင်မကတော့ပဲနေတာအေးပြည်ချင်တာရှောက်ပြင်နေနော်အဓိကပြောချင်တာကိုတို့နဲ့ကတစ်ခေါက်တည်းဆုံမှုတာဟုတ်တယ်မလားအပြင်မှာအမှန်တိုင်းပြောတခါပဲပြောဘူးလားအဲ့ဒါကိုတို့ကစပြီးတော့ပြောတယ်စကားအဲ့ဒါတော့အမှန်တိုင်းပြောအဲ့တခုပဲအမှန်တိုင်းပြောတခါပဲပြောဘူးတယ်စကားတခါစက္ကန့်30ပြီးတော့မယ် အဲ့တော့ဟိုဘာလဲဆိုတော့ ဟိုဟာလေးတဲ့ညီဟိုပြေးပြီ တချစ်ဟိုမနေဦးလေကွာအချိန်တက်နေပြီကျွန်တော်က တက်တယ်တက်ဆက်ပြတခုဆက်ပြ ငါ30မျိုးပေးလိုက်မယ်ရ တခုတော့မေးလိုက် တခုတော့မေးမယ်တင်းဆောင်လို့ပါတော့ပြောလားပြောပါတယ်โอเคဆက်ကြိုးစားပါ ကျေးဇူးတင်ပါတယ်စက္ကန့်30ပြေးသွားပါပြီအဲ့တော့ကိုဖြိုးဝေဆိုးစင်းပြင်းတိုင်းမင်းစပြီ ဘောလုံးပွဲကြိုက်လားဘယ်အတင်းကြိုက်ဘာဖြစ်လို့ အဲ့ဒါမသိလို့မကြိုက်လို့ ပြောမှာပေါ့ ဟုတ်တယ်အတင်းနဲ့ဆယ်မှာတသိန်းတော့ပြောရမယ်ဟုတ်တယ်လေပြောရမယ်လေ လိန်ပြောလို့မရအောင်နော်မျက်နှာဖုံးချွတ်ပြီးသွားရင်အဲ့ဒါရှော့ရှိရဲ့နော်အမှန်တိုင်းပြောဟုတ်ပြီဘယ်အတင်းကြိုက်တာလဲလို့ အဲ့ဒါမေးလိုက်သမှာ sorry အယောင်ကဟိုဒီပြီးခဲ့တဲ့လင်းကနေတော့ဖလားရတဲ့အသင်လားမရတဲ့အသင်လားဆိုမေးလိုက်သမှာ ဘာရမင်းစော်ကားနေ ဒီမှာဘူးလို့အာဆင်နယ်လို့မဟုတ်ဘူးလား မဟုတ်လေ3ယောက်ရှိတယ်ဝဲမေးလိုက်စမ်းပါလို့ဘယ်အသင်းလဲလို့ဟမ် ဟုတ်ပါဘယ်အတင်းလဲပြောပါအဲ့တခုပဲပြောရတယ်မဟုတ်လေတိုက်တဲ့အတင်းကိုတခုပဲအခါဒီဟာဒါပြီးရပြီအဲ့ဒါလေအာဆင်နယ်လို့မှတ်လိုက်မှာနော်ပြီးတော့အာဆင်နယ်လို့မှတ်လိုက်ပြီအဲ့ဒါဆိုတော့ဖလားမရတဲ့အတင်းကြိုက်ထားမိရင်တော့ခွမ်းပြီနော် ဖလားမရဘူးတဲ့အတင်းဆိုတော့ဘယ်ဖလားကိုမရဘူးတာလဲ မဟုတ်လေအရင်တော့ရအခုနောက်ပိုင်းပြောတာပါမဟုတ်ဒါနဲ့ဆက်ပြီးတော့ခံမှန်းပါလေမကြောက်ပြန်မေးလို့ စက္ကန့်30ပြေးတော့မယ်ရပြီလား ရပြီ โอเคအဲ့တော့အမအစင်းစင်းပြေးပြီလားမေးခွန်းနေရောစဉ်းစားလိုက်ရလား စဉ်းစားထားတယ် စဉ်းစားပြီးစမယ်မေးခွန်းမေးလို့ရပါပြီ story လေးကနုပညာမျိုးရှိတယ်မလားမှန်တိုင်းဖြေရမယ်နော်ရှောက်ပြောတယ်အဲ့ကလေးကနုပညာမျိုးရှိတယ်ဟုတ်တယ်မလား နာမသိဘူး ရပြီအဲ့ဒါဆိုလို့ရှိရင်မခိုင်လေးရဲ့သမီးနဲ့တူတူသွားလာကြတယ်ခင်လဲခင်တယ်အရွယ်လဲတိတ်မကွာဟုတ်တယ်မလားอือဟึอืมအမခွင့်မပြုတာဘာသူတော့ သူတင်ရှိလို့မရလား အမစဉ်းစားစက္ကန့်30ထွန်းဝင်ပြောတာ10စက္ကန့်ပြည့်နေပြီ နေအောင် နေဦးနည်းနည်းချိန် ဟုတ်လေဒါပေမဲ့သွားတယ်လေနောက်နေ့ကျတော့တူတူသွားကြတယ်မဟုတ်ဘူးလား သွားလို့ဘောသွားလို့ ပြပြစဉ်းစားမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုလိုလေဒီဒွတ်နေတာတွေကလေဒါအခုဒီလိုမျိုးမျက်နှာဖုံးရှင်ကို꿰ခြင်းလို့တအားတွေဒွတ်ပြီးလုံနေတာလား ငကိုတွေကယောဂလား ရင်ကလေးကယောဂထွန်းတယ်ယောဂရင်ကလေးကအဲ့လိုတစ်ချိန်လုံးကနေတာဟာတစ်တော်တွေမှာလည်းတစ်ချိန်လုံးကအဲ့လိုကနေတာလားအခုဒီပွဲကြမှာဒီမတ်စင်ကအတွက်တေချာကျင့်ထားလားဒါလေးသိကျင်တယ်origin နဲ့ရွာတာပေါ့ငါလား origin နဲ့ရွာတာ မခိုင်လေးစားဒီမှာမရှိရင်ကျွန်တော်တို့ဒါမခိုင်လေးပဲပြောတော့မှာတောက်ချောက် အဲ့လိုဖြစ်နေတာ အဲ့ဒါကကျွန်တော်တခုတော့ဖြတ်ပေးလို့ရလား ရတယ်မင်း ဟိုကိုရီးယားလို3ချောင်းတော့ပြောပြစမ်းပါကိုရီးယားလို ကိုရီးယားလိုပြောလေ 3ချောင်းတော့3ချောင်းတော့ ကိုရီးယားလိုလေတချင်းလေးတစ်ချောင်းကိုရီးယားလိုတချင်းလေးတစ်ချောင်းလား โอเค ဟာ တခြားပြောတခြားစကား စားငယ်လွယ်တယ် စား ငါငါငါတို့လည်းသိတယ်လေ တခြားစကားအေး
ပြောလိုက်အော်ရရချိုးတာပဲ အဲ့လိုပြောလားဒီကငါမမပြီးငုံတွေပေါ်လာကြတာ ဒီကကိုရီးယားပြက်ကမသိဘူး 안녕하세요. 안녕하세요. ဒီဘက်ကမင်းကိုကြတော့ကိုရီးယားလို့မပြောတော့ထိုင်းလို့ပြောမယ် အထိုင်းလို့ပြောမယ်လူစမ်းပါဦး မမခိုင်လေဆွေမခ ကအရန်လာတယ်တဲ့ဆွေတဲ့အခါပကကျေးဇူးတင်ပါတယ် သူထိုင်းတော့မလေးလိုက်ထိုင်းနေနော် ဟေးသူဘယ်လိုလုပ်ကြမလဲထိုင်းနေရောကိုရီးယားတွေအစုံပဲ လောမာတဲ့ ဒီကလောမ လောမာတဲ့ ဒီပေကအရေးခံရအရေးချောတယ်လို့ယောက်ျားလေးကိုပြောတာ ဂျန်နယ်ဝူမန်ပေါ့ဂျန်နယ်ဝူမန်ပေါ့ ဟဲ့နေအောင်စက္ကန့်30သူတို့မေးရမှာနီးပဲပြောနေတယ် ရပြီပြေးပြီ ကဲโอเคပါမခိုင်လေးကျေးဇူးတင်ပါတယ်အဲ့တော့နောက်ဆုံးအလဲကြတဲ့နေတော့ကျန်တဲ့ကိုရီးယားတွေထိုင်းနေမသွားနဲ့တော့ မေးလိုက်လေမေးလိုက်လေ မေးတားနေသူလား မမထိုင်းဖေဖေကကိုရီးယား အော်ထိုင်းကိုရီးယားကဗျာအဲ့ဆိုဒီမှာမင်းမယ်အကဘယ်အချိန်ကျင့်တာလဲအကတွေဘယ်အချိန်ကျင့်တာလဲပြော အကားရီကအလုံးမရှိတဲ့ချင်းကြည့်နေလင်းခွေးမှာလင်းမမတက်ခင်အောက်မှာဆောင်းနေအော်လင်းဝင်းမှာကျင်တာ အခုလေဒါသဘောကျအားတဲ့ချင်းဒီမှာအားတဲ့ချင်းဒီမှာလေ အော်အားတဲ့အချိန်ဒီမှာကျင်နေ ကေပေါ့တချင်းတွေကြိုက်တာလားကေဒရမာတွေကြိုက်တာလားဘယ်ဟာပိုကြိုက်လဲ နှစ်ခုလုံးကြိုက်တယ်ကေဒရာမာဆိုရင်စစ်ပတ်တွေအများကြီးရှိရဲ့မင်းသားတွေကြိုက်တယ်ကေပေါ့ဆိုလို့ရှိရင်ရုပ်ထားတဲ့ကောင်လေးတွေကြိုက်တယ် မိမပြီးသားလိုက်တာ အဲ့တော့တချင်းတွေရောဘယ်အချိန်ထွက်ဖို့ရှိရလဲအခုတချင်းအသစ်တွေထွက်တော့ပါမလား အချင်းတွေတရားလုံးနေတော့မှာ တို့နဲ့တချင်းတွဲဆိုဖို့အစီအစဉ်ရှိလား ဆိုဒီနာပါမမတီတီကခွင့်ပြုမှာလား ခွင့်ပြုမယ် တကယ်လား ဆိုချလိုက်တော့မယ်ဒီမှာပဲတခါရဲ တပင်းလား ကတိနော် တပင်းလား နည်းနည်းလေး hints ပြောပြတို့နဲ့ဘယ်တော့က conversation လေးဘာလေးရှိလဲ hints ပြောပြ အားပြောဘူးလားပြင်မှာ အလူတစ်ခုပါဆောင်ဘူးလေ ဟာအလူရဲ့ဘယ်လူ ဘယ် လဲ တော့ကဘယ်နားလုံးဘယ်လားလောက်ကလည်းဘယ်သူ့လှူလဲ ဘယ်လူလဲဆိုတော့မမတီတီစဉ်းစားမှာဝတ်တဲ့အင်ကြီးရောင်ပြောပြမယ် okay ရောက်ဘာရောင်လဲလို့ ရွှေဝါရောင်လေးဒီမှာရင်ပုံးလေးနဲ့ ရွှေဝိုင်း သူဘယ်သူဝတ်တာလဲ ပြင်ဝတ်တာလေ ဟော မမတီတီလည်းပြီးတော့အလူရှင်လေးနဲ့အဝါလူလေးဝတ်တာ သူဟောဘာရောင်ဝတ်လဲလို့ ကျွန်တော်မိဘဖြစ်နေရတယ်ဟဲ့ ဘာရဝတ်တာလဲဘာရဝတ်တာ strawberry ဘာရဝတ်တာ မိဘဖြစ်နေရတယ် စတော်ဘယ်ရီဝတ်တဲ့အရာ ဟုတ်ပြီဘာရောင်လဲ ဘာရမရလေ strawberry ဝတ်တဲ့အရာပြောလေ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အချိန်ပြေးသွားပြီ နိုင်ဘူး ဘယ်လိုငါသူလည်းသိပါရဲ့ သူလည်း ဟမ်သိပါရဲ့လေဟမ် အချိန်ပြေးသွားပါပြီကဲအဲ့တော့အခုဆက်လီစုံတော်ကြီး၄ယောက်အားရပါရအေးအောင်မေးပြီးသွားပြီဆိုတာကိုသိတယ်သူဘယ်သူလဲဆိုတော့သိလောက်ပြီနော်အားလဲအားရပြီလို့ထင်တယ်အားရပြီမလားအားရပြီမလားမေးရတာ အားမရသေးဘူးဘာတူလဲ မရသေးဘူး ဟိုလာရောက်ထွတ်အဖိုပိုင်းစီအရင်ကြီးသားကောင်မလေးလည်းမသိ အရင်ကြီးစားမွေးလိုက်တဲ့သမီး အေးအဲ့တော့ဖြစ်နေမယ် အရင်ကြီးစားငါတို့သိတာ3ယောက်ပဲသိတာနောက်တစ်ယောက်ဘူးလို့ ဟမ် တို့တော့မကောက်ကျွန်တော်တည်းက9ယောက် ဟုတ်ကဲ့ပါခင်ဗျာအခုအချိန်ပြေးသွားတာ3နာရီတော့ရှိပြီကျွန်တော်ဆက်ပြီးတော့ပြောပါဦးမယ် ဒါကနာမည်လေးလုံးနဲ့တစ်ယောက်သိတယ်ယောက်ကကြောက် သိသေးတယ် သူတို့မသိလို့သူတို့ပြပြလိုက်ရမှာ ပြပြလိုက်အောင် ကျွန်တော်ဒီအစီအစဉ်လေးဆက်လိုက်အောင်လေ ဟုတ်လေသူတို့အဲ့နာမည်လေးလုံးနဲ့တယောက်တော့သူတို့မသိဘူးဖြစ်တယ်မမလည်းသိတာလေ ခဏမှဒီ9ယောက်တမေးတူတူစားရလေးပါရဲ့အဲ့ကြရင်တူတူ မမပြပြလိုက်တော့ကြမမတက်မုတ်တွေဝယ်လာမှာနင်တို့မသိဘူးလားနာမည်လေးလုံးနဲ့နင်တို့မသိဘူးလား မသိဘူး မ ပါ သိဘူး ဟောဝဝကွယ် နာမည်လေးတပည့်တော့ပြောမဟုတ်လားတပည့်တော့ပြောလဲနာမည်လေး မျိုး လို့ ကတော့ ပြီးလဲမယ်ပြီးလဲမယ် အော်ပြီးရပြီ အဲ့ နောက် ဒီ ပြော မျိုးမဟုတ်တဲ့တရားနာမည်လေးလုံးပဲ အော် အဘာပြောနော် အမညအစိုးရသွားမှာနော်ကြာနေကြာနေမမီအမ အဲ့လောက်နဲ့ပါအဲ့လောက်နာမည်ကြီးရဘာလို့အဲ့လောက်မသိတာလဲ ဟာဟေးပါဘေးရတဲ့မှာတော့ရှောက်ကနေရ ဟာသူကအကကျင်လေအားတဲ့အချိန်အကကျင်လေနေတာ ပြောပါရင် အချွေးတွေထွက်တယ် ဟေးဟေး strawberry တခုမဲမဲဟိုကိုပိုင်ရီးစားဟောင်းရဲ့သမီးမလား အေးဘောသူ့မိနာမည်သူသိမှရမယ်လေ အားလေဒီမှာကဲနေအောင်နော်အခုကဒီ၄ယောက်ကမေကိုပြီးသွားပြီတိုက်စစ်ပြီးသွားပြီအခုသူမေးရမယ်လဲအဲ့ဒါကြံသေးတယ်ဟာမနေဖြစ်ရတယ်
မေးပါမေးပါမေးပါ အမရဲ့တော်ပါပြီ ဘာလို့လဲသူတို့ကစင်စင်တူးတော့သူတို့မသိတာငါသိတာဟာကြောင့်ငါအရန်ပြောချင်ခဲ့တာ အဲ့လေ အခုငါအကြုံကြိုက်ငါဒီမှာဒီလိုမျိုးဆယ်လီစုံတော့လုပ်ဖို့လက်ခံခဲ့တာဒီအကြောင်းလေးတွေငါ ဟုတ်တယ် ပြောပြ သိကျင်လို့မှန်တယ်သိကျင်လို့ မအသိရနေမှာပေါ့နော်ပြီးခဲ့ရှင်ငါမပြော အ ဘူး လုံးဟိုကြောင်ငယ်လေးလိုနေတာခဲ့တာဘာပဲအခုမှပဲဒုက္ခရောက်ပြီ ကျွန်တော်ထွက်လို့ရလား ဒါမြောက်ဒါဝင်ပြီးအထွက်မရှိ အခု ဘူး ချွတ်လိုက်အခုချွတ်လို့ရတယ်အခုချွတ်လို့ရပါတယ် အဲ့နောက်ရက်တွေဆက်ပြောတယ် မေးပါမေးပါ ကဲ ကိုမိုင်မေးလို့ရမေးလို့ရသေးလား ငါဘာဆက်ပြောလို့ပြောတာမသိတော့မင်းတို့မေးခွင့်မရှိတော့ဘူးနော်မင်းတို့လုံးနေငါလည်းဘာပြောမှမသိတော့ဘူး အော်စတော်ဘယ်ရီလေးရဲ့အမေကနာမည်ဘယ်နှလုံးနဲ့လဲ မမဒီဒီယာတီဒီယာဘာလို့လဲ ချိတ်ဆက်ကြည့်ဘူး ချက်တော့ရော ကဲ ဘလူးဆိုင်နေတီးနေပြီနော်ကဲလာကဲငါတို့ခံမန်းနေပြောတော့ခံမန်းနေပြောတော့ ခမန်းနေမဟုတ်သေးဘူးအမတို့ तू မေးခွန်းမေးအောင်ပါ မေးပါ မေးဦးမှာ လေအဲ့စတော်ဘယ်ဒီရဲ့တောက်လိုက်တာသူကမေးဦးမှာမေးစတော်ဘယ်ဒီမေး အခုပြောပါမယ်သူတို့အကြောင်းမမေးနော်အခုအကြောင်းမပါဘူးကျွန်တော်အကြောင်းဖြေလို့မရဘူး မပြတ်ဖြစ်ပါဘူး နော်ဖြေစာချုပ်ဖြတ်ပြီးတော့ထွက်မှာကဲဟုတ်ကဲ့ပါ ကျန်တော့ဟိုတယ်မှာတွေ့တဲ့ကိစ္စကနောက်အပိုင်းမှာပြောမယ်ဒီပိုင်းမှာမပြောဘူး ဟာအဲ့ကောင်လည်းငါနဲ့ဟုတ်ပြီ ဒါပေမဲ့နင်းကတယောက်ငါတယောက်ဖြစ်နေတာဟုတ်ကြလား ကျွန်တော်တချင်တော့ဟိုတယ်မှာတွေ့တာ ဩ ကဲဟုတ်ကဲ့ပါအစင်းသေးဖြစ်ပြီဆိုရင် strawberry မာလေးကနေပြီးတော့မေးခွန်း10မိနစ်မဲပြီဗျာတယောက်ချင်းမေးရမှာဘာလို့စားမလဲ ဘသူ့ကိုရင်စားမလဲဆိုတော့ကိုကိုထွန်းထွန်း ကဲဖြေးမယ် ကိုကိုထွန်းထွန်းဟာဒီမှာစုံတော့လုံနေပြီးတော့ ဘာဖြစ်လို့လဲတိတိချာချာမကြိုးစားပဲနဲ့ဘလိုင်းဘတ်အယုတ်တွေဖောက်နေရတာလေ စိတ်ချမ်းသာလို့စုံစမ်းတယ်ရင်းထဲမှာကိုယ့်အကိုစိတ်ကိုအပန်းဖြေအနေနဲ့ဗလိုင်းပေါက်တွေလိုက်ဖောက်နေတာ အဲ့ဒါဆိုရင်ဒီမတ်အောက်ကဘသူလဲဆိုတာမှန်ရင်တယောက်ဝယ်ပေးမယ် ဟေးတကယ်လား မနာလို့ရှိရင်တော့ငါးယောက်ပြန်ဝယ်ပေးရမယ် ဟုတ်တကယ်လား ကြိုက်တယ် ငါရုပ်တရုပ်ကတော့များ ဟုတ်ငါရောက်တော့များနေုပ်โอเคအဲ့ဒါမှန်ရင်တရုပ်ပေးရမယ်နော်โอเคမမှန်ရင်နေရုပ်ပြန်ပေးမယ်ကွန်ဖန် โอเคနောက်တစ်ယောက်မေးလို့ရပြီလား ကြိုင်နောက်ကြောက်မေးလို့ရနောက်ကြောက်မေးလို့ရ နောက်တစ်ယောက်ကမမခိုင်လေး မေးပါရှင် မမခိုင်လေးကိုမေးချင်တာကစတော်ဘယ်ရီကိုတာရာပေါ်ပြီးတော်တယ်လို့ထင်လားအဆိုးကိုပေါ်ပြီးတော်တယ်လို့ထင်လား ဩပြောပါမယ် တို့တွေကိုပလင်းနေတာပလင်းနေတော့ ညောင်မူးလဲပဲသူလဲငါမူးနေပြီ တမီးကတော့မမြင်ပါနဲ့ချစ်လို့ခင်လို့တာတာပါ ဒီပါ ရပါတယ်စလို့ရပါတယ်ရှင်ဒါပေမဲ့ကို့အမေရွယ်ကြီးနော်စလို့တိတ်မသိတော့ ငဲကြည့်တယ် ဒီပွဲကလေမတ်ချပီးရနဲ့ကရောပွဲနဲ့၄ယောက်လောက်ကောင်းမယ် ရှိတဲ့ကြားရရှိတဲ့ကြား ဘသူတန်လဲရီတန်လေးอ่ะ ဘယ်သူမိမတန်လဲ โอเคယောက်ျားကြီးဖြစ်နေပါဆို နောက်တစ်ယောက်မေးဦးမလားနောက်တစ်ယောက်မေးပါ ပြောက်ကကိုကိုဖြူဖြူ ကိုဖြိုးဖြိုးတယ်အဒီဖြိုးနေကိုမေးမယ်တဲ့ တော်ပဲဒီဒီရဲ့အတန်လေးနဲ့လိုက်တဲ့တချင်းတစ်ပုတ်ရေးပေးကြည့်ပါ ကဲချင်းရွေးပေးလိုက်တော့ block တင်လိုက်ရနော် block တင်လိုက်ရတယ် ကိုရီးယားလားမြန်မာလား အဆောင်တစ်ပါးလုံး ဟောโอเคဟိုပရိပခ အဲ့လိုတချင်းမျိုးနဲ့လိုက်မယ်လို့ထင်နေပါ ဟုတ်တယ်ထင်လိုက်မယ်လို့ โอเคအဲ့ဒါဆိုအချင်းကိုတာပါဆောင်းဆို ဒါမှစောင်းဆိုမယ် တော့တယောက်ကျန်သေး တို့ နော် မမေးခိုင်းလို့တို့မေးလို့အောင်ကြီး၈ပါးနဲ့တွေ့သွားပြီ နောက်ဆုံးလေးအင်းနဲ့လေမမဒီဒီစတော်ဘယ်ရီဒီလေးကိုအသက်ငယ်တယ်လို့ထင်လားကြီးတယ်လို့ထင်လားအလဲအလဲလို့ထင်လားဘလို့ထင်လဲ ငဲတယ်အဲ့လို20 23 25ထပ်မရှိဘူး ကျေးဇူးပါဖြစ်ချင်တာတွေပြောပေးလို့ကျေးဇူးပါ 25နဲ့30ကြာဖြစ်မှာ နည်းနည်းပေါ့အဲ့လိုမျိုးကြီးတော့မကြီးဘူးအရန်တော့ကဲတယ်ကဲလေးပဲ ဟုတ်ကဲ့ပါအခုဆိုရင်ဆယ်လီစနော့တင်နဲ့မျက်နှာပုံးရှင်နဲ့အပြန်အလှန်အမေးအဖြေအစီအစဉ်လေးကိုကျွန်တော်သမတ်စင်ကမြန်မာကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးသဘောကျနှစ်ချိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဆယ်လီစနော့ကြီး၄ယောက်ကသူဘယ်သူလဲဆိုတော့ကွက်တိနော်ဖန်ဆုပ်ကင် တောက်လို့မထင်နဲ့တဲ့အော်စတော်ဘယ်ရီကအရင်တော့じゃဘကကဲလို့လားအရင်တော့လောက်ကလာအခုဆိုအော်ပြောမနေနဲ့တော့အဲ့တော့ကိုလည်းစိတ်ညစ်ညစ်နဲ့ကိုလည်းထက်ကလိုက်တယ်ကွယ်စတော်ဘယ်ရီ
ဟဲမလေးဓာတ်တွေများလိုက်နေသလားအောင်မရတယ် အရမ်းမိုက်ပါတယ်ရမ်းမိုက်ပါတယ်ရမ်းမိုက်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ဟိုဘက်ကနဇွဲကြီးနဂွေးကြီးနဲ့ညီမလေး နဲနဲလောင်ခဏလေးလောင်အဲ့ဒီချိန်မှာသူ့ရဲ့အသီးတွေပြုတ်ကျသွားမှာစိုးရိမ်နေတာတကောလုံးကခါတာဟုတ်တကောလုံးရစီရမရှိအကုန်ခါတာ ဘေးမှာလည်းမဖမ်းမဲ့လူအ အဲ့လိုဖြစ်နေဘေးမှာလည်းမကိုပန်းလည်းလိုက်ခံနေတာ မဟုတ်ညီမလေးထားရပါတော့အခုဟိုသူ့ performance တွေပြောလေ အော် performance ကအရင်မိုက်တယ်တကယ်ကိုနော်အခုကြည့်ရတာလူကလည်းအရင်တသေးလေးနဲ့မှတွက်နေရပဲ ဘယ်နေရသေးရလဲ ပေါင်လေးတွေရှောက်လေ အကုန်လုံးပဲ ပေါင်ကနေစကြည့်လိုက်ပေါင်ပေါင် အကုန်သေးတယ်တွေ့လား ဘိုက်ဘိုက်ဘိုက် မျက်နှာအစ ကဲကျွန်တော် performance တွေကိုပြော ကောင်းပါတယ် ဘာလဲစရိတ်ကိုချက်ပြောကောင်းပါလေဘာလဲ ဒီနေ့ကူတဲ့ဟိုဟာအယုံကြီးရှိတာတော်တော်လေး pressure ဝင် ညသူ့မြင်တဲ့အယုတ်ကလေးတစ်နေ့ဝင်မြင်အောင်တာမလား ဘလို့ treasure ဝင်တာလဲ treasure ဘာလောက်တာ pressure ပြီး pressure ဝင်တယ်ဗောဒီနေ့ပြောပြသွားတဲ့ဥစ္စာလူနဲ့မလိုက်ပါဘူးကောင်းပါတယ်အကျွဲနဲ့မလိုက်ပါဘူးတီးဆိုပြောပြသွားတာအတန်ရောကသွားတော့အကုန်လုံးကောင်းပါတယ်ဗျာ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဆက်လီစံတော်ကြီး၄ယောက်သူရဲ့ performance ပေါ်မှာတည်တည်ကြကြမှတ်ချက်လေးပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကဲအဲ့တော့ပြဿနာတစ်ခုရှိနေတာ strawberry မှာလေးဘယ်သူလဲဆိုတာကိုအရေးအမွန်လေးတောင်သိဖို့မရသေးဘူးကိစ္စမရှိဘူးမေကွန်2မိနစ်မေးမယ်သို့တော့ သူကမေးမှလားငါတို့ဝင်ရမှာလား तू အမေမှာအမတို့အမေခံရမှာ မေးရတာကောင်းတယ် ဒီဘက်ကမမေးရဘူးလား အဲ့လေ ဒီနေ့တော့အမေခံတဲ့အလဲ မေးပါစေတော့မေးပါစေတော့အဲ့ရနေငါတို့ရှာမယ် ဟမ်မြောင်ဒီနေ့တော့မေးအားပါမေးခဲ့တဲ့အလဲကြာခဲ့ပြီ မတရားဘူး ကိုတော့မေးဆိုရင်စဉ်းစားနေကြအခုဖြေဖို့တာစဉ်းစားမနေနဲ့ကဲအစင်းသစ်ပြေကဲ strawberry အစင်းသစ်ပြေပြီလားမေးမယ်နော်မေးခွန်းနဲ့အစင်းသစ်မယ်ကဲအားဆိုရင်ချိန်ပလိုက်မယ်ကဲအားဆိုရင်အဲ့မှန်ဘလူးတွေကနေချောင်းနေကောင်ကြီးစမယ် ဒီနေ့စတော်ဘယ်ရီလေးကိုအားပေးဖို့အနီရောင်တက်တက်ဝစ်လာမလား ဟုတ်တယ်အနီအောင်ဒါပါကက်ကင်းရိုက်လာတာနော် strawberry ကိုပြန်ပြီးတော့တံပြန်တိုက်စစ်စင်မှု မမတီတီ ရှင် ခုနက rap တွေရသွားတာအရေးမိုက်တာပဲနော် Thank you so much လာတင်ရင်လည်းတင်ပေးပါလား သင်ပေးမှာပေါ့တိတိချာချာသင်ပေးမယ်ဒါပေမဲ့ hits လေးတော့ပြောပြ ဘလူးကြီးတို့ ပေးယူလေဒါတော့ ဟုတ်တယ်လေ အဲ့ဒါနောက်မှအခုလောဆယ်မိကုန်းရမေးမယ် okay Okay မမခိုင်လေ ရှင် နမေလေးလုံးကြောင့်အပိုင်းနဲ့လေးစပ်ပါအောင် ဟမ်အော်ဘာလဲ တို့မပြောဘူးနော်တို့လာပေါ်နေကြတာ ရောက်ကိစ္စမရှိပါဘူးဘာမေး ပေါ်ကတော့လေးလုံးပဲသူကလေးလုံးနေနဲ့များတော့အပြင်ပတ်သက်တာပေါ့နော်တို့ရဲ့ post ကြီး အော်ကိုပိုင်ကြောင်ပြောတာလား ကဲဘလို့အဖြစ်သူ့ရှိပဲပြန်ရောက်တာပဲကွာသူက main ကို မမခိုင်လေ ရှင် ကိုကိုပိုင်ရလေအဲ့လိုရီးစားဟောင်းနေအကြောင်းပြောလို့ရှိရင်အမြဲဆက်သွေးပြနေရပဲနော် ပုံပုံချက်သွေးပြတာမဟုတ်ဘူးဟာဘာဖြစ်အိမ်ရောက်ရင်ရှင်းရမှာကိုကြိုတွေးတာ ကြောက်သွေးပြတာကြောက်သွေးရှက်သွေးမဟုတ်ကြောက်သွေးခေါ်တယ် နာမည်လေးလုံးကဟိုအရင်တော့ကနာမည်ကြီးပြီးသားတော့အင်္ဂါနံလေးနဲ့စတာ အမဘေးရင်းဆရာမလာရင် အာ ဒီကနေ့ဆို နောက်တစ်ယောက်ကရော စားည နောက်တစ်ယောက်ကနာမည်လေးလုံးကကြတော့ကြာတာပဒီနံလေးနဲ့စတာ အော် မ ကဲ အဲ့လို ကောမင်းတွေကလည်းတွေ့ပါမယ်နော် အဲ့လောက်ပဲပြောမယ် ဟမ် ကိုပိုင်ကြောင်ပြောရဲဆိုလို့သတိရသွားလို့ပါထည့်ပြောလိုက် ဒီသတိရတာတခြားမရှိဘူးလား အဲ့ဒါပဲပြောမလို့ပြောရနော်သူတို့စက်တာနော် သမီးတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်လေအဲ့လိုမျိုးအိမ်တွေပါတယ်ပေါ့နော်သွားလဲကြလို့ရှိရင်ကိုပိုင်ပုံတွေကအဲ့ဒီအခန်းထဲမှာအပြည့်ပဲ ပြီပဲနော် အော် ဟုတ်လေဆိုင်အဲ့ဆိုင်မျိုးတော့ဆိုင်နေလေ ဩဘာလဲဟိုအိမ်တိန်ဆိုတာအမျိုးအိမ်လား အေးပေါ့ အဲ့မှာသွားလေတော့ သွားလေတော့ အပြည့်ပဲ အပြည့်ပဲ အော်အေးပါသူကတ်ထားမှာပေါ့ ပြောဝါပြောဒီအပီဆိုမှာအပီပြောနောက်တစ်ခေါက်ထပ်မကူနဲ့ငါလက်ခံတယ်ဒီနေ့အပီပြော 40ပါမှာ40 လာထိုင်လို့ပြော ဟောအေးပြီး အဲ့တော့ထိုင်ကတော့ထားမယ်လားထိုင်ကတော့ထားမယ် ထားပြီ ကျင်းနဲ့တဲ့အထိပြော နင်းငါအိမ်ကိုသွားကြည့်လို့နင်းကကိုပိုင်ပုံนี่အများကြီးကတ်ထားတာကို ဘယ်မျိုးလဲ မဟုတ် तू ကလေ तू ပြောရင်သွားကြည့်လို့ကိုပိုင် သူက ပုံ သူ့ นี่ မျိုး ငါ သွား ကြ ကြည့် တော့ လို့တွေ့တာ ကိုပိုင်အိမ်ကိုသွားကြည့်တယ် အဲ့ဘာတွေတွေ့ နင်းမျိုးပုံนี่အများကြီးကတ်ထားလို့တွေ့တယ် ဩကိုပိုင်မှာဒီအမျိုးပုံတွေကတ်ထားတာဩ မတက်နိုင်တော့တော့လက်ခုပ်တွေတီးနေရတော့ထိုင်ပြီးတော့ ဟ
ရှင်တော့ဗျာပြော ကျွန်တော်မဟုတ်ဘူးနော် ဘာတကယ်မင်းမပါဘူး ဒီကိစ္စကကျွန်တော်စခဲ့တာတော့မှန်တယ်စတာကျွန်တော်မစလိုက်တာ ဒါပေမဲ့မင်းစုံတယ်မင်းကိုစုံတတ်နေတယ်လေ ကျန်တဲ့ကိစ္စမြန်မာနိုင်ငံလုံးကိုစက်နေကြကျွန်တော်လည်းမဆိုင်တော့ တော့အေးပါကွာအေးပါ ဟိုမှာဘေးမှာလဲဟောသူကလိုက်ထိုင်တာ ပြီးပြီလားကဲငါတို့ထိုင်ကြောလိုက်ကြအောင် ကဲဒါပတ်တူးကပြီးသွားပြီနော်ပတ်3ကနောက် ကျေးဇူးများတင်ပါတယ်ကန်ဆာမီတာမေကုန်းနေချန်သေးရဲ့ ကိုကိုဖြိုးလည်းဖိုက်တာမဟုတ်ပါဘူးသားလေးကိုလည်းကွန်ပညာမသိမေးပါဘူးမသိကြပါဘူး လိန်တာအဲ့ကောင်ဖိုက်တာအဲ့ကောင်လိန်တာအဲ့ကောင်တကယ်ဖိုက်တာမင်းသားမိုင်းကောင်ဖိုက်တာ ငါနီးနီးဖိုက်တာငါနီးနီးဖိုက်တယ်လို့ပြောလိုက် သူပိုဖိုက်တယ် ဟာလားသူဘောဖိုက်တာလား ကိုပိုင်ကိုဖြိုးရဲ့ငယ်ကြီးစားကလည်းအဲ့လိုပဲလေအစားတောက်နာမည်ပါတယ် ဟာငါမသိဘူးတော့ သူများပြောပြတယ် တိတ်စားမဟုတ်တာလေ သူကငါမောင်လေးကအပြင်းနေများပါတယ်ရုပ်ရှင်လောကကအသိမရှိဘူးအပြင်းနေများ ဟုတ် တ လေ ယ် လက်က ရုပ်ရှင်လောကက2ယောက်လောက်ပဲရှိတာ2ယောက်လောက်ပဲ ဟဲ့မရှိပါဘူး2ယောက်လည်းမလဲ 2ယောက်လောက်လာရှိတယ်လေနံပါတ်3လုံးနံပါတ်3လုံးသူလည်းကြာတာမရင်းနိုင်ပဲ မရှိပါဘူးလက်ကဆက်ပြော ဒါသာပြီးတော့ပပပမ နေသမအောင်ခဏနေပါဦးအမကျွန်တော်တကယ်ညုံမယ်အဲ့လိုမပြောနဲ့ကျွန်တော်ကြောင့်အမ၄လုံးနဲ့သူလည်းနဲ့၄လုံးပဲသိလား အမမသိလိုက်ဘူးလေ မသိဘူးလားမသိမပြောဘူးကျွန်တော်မပြောပါဘူးလေချစ်တယ်လေတကယ်ကြီးကို ဟတ်လာရေးပြီးတော့အချင်းချင်းနေနော်ချင်းချင်းနေနော်တို့ကတော့မသိဘူး โอเคโอเคโอเค ဟုတ်ကဲ့လို့ဖြစ်နေ ခေါ်ရဲ့စီစဉ် ဟာလေအဲ့ဒါညီးစားလေ အဲ တိတ်တော့ပေါ့ရှာနေပြီ ဆိုပေတခုတော့မေ့နေမယ်နော်အဲ့ mask ကတော်တော်ဝတ်ထားမှာမဟုတ်ချွတ်တော့ချွတ်အောင်မှာနော် အဲ့ဒါပြောချင်တာတကယ်ကြီးအဲ့ဒါပြောချင်တာ ချွတ်ရတဲ့အချိန်ကျရင်တော့ကိုယ့်ဘဝကိုတွေ့တာ အဲ့လိုဖြစ်သွားမယ်ဟမ် ချွတ်တာနဲ့သူ့ကြီးကပြေးမဲ့ပုံ ချွတ်ရင်ငါပါဝင်အဲ့၄ယောက်လုံးဒီနေရာမှာရှိပါအပေါ်မှာမနေဘူးငါတို့မွေထားတာ လာမ ခွာ อ๋อခေါ်ထားလိုက် ဟဲရတယ်ကဲမေကုန်းနေကုန်ပြီရှိသေးလားမကုန်သေးဘူးလေပြောဦးပါလေ ချစ်ကိုမကြောက်ဘူး မကြောက်လို့တစ်ချိန်မိလုံးချစ်နေတာပေါ့ဟဲ့ ချစ်ကိုချစ်တာမကြောက်ဘူး ကိုဖြိုးဘက်ရောက်သွားပြန်ပြီ မဟုတ်ဖော်တော့မကြိုးစားဘူးဆိုတာ तू ကဟိုကြိုးစားတဲ့ तू တကယ်မသိချဘူးတဲ့ ဥစားမိကုန်းလာမင်းနဲ့လာငါလာပြီးတော့အပြစ်လာတယ်ပြောတော့နော်ဘာအိုကေဘာအိုကေဟာ သူမတ်ရှမပြေးပါ ငါလာပြီးတော့အပြစ်လာတယ်မိကုန်းမေးခိုင်းတာ လဲပါရှင်ပြောပါရှင်မေးပါရှင် အမယောဂဖြစ်နေတော့လေအုံးမေဆိုင်တယ် အဲ့ဒါကြာပြီအဲ့ဒါ site ကိုယ့်ရဲ့ယောဂဆော့တယ်ဆိုတာအဲ့လိုပုံနေတင်ញင်လို့စူးစမ်းလိုက်တာ2လ3လနေရပြီအခုမဆော့တာ2နှစ်လောက်ရှိပြီခုတင်မေးမယ်ဘာလို့လဲဆိုတော့အဲ့ဒါအုံးမင်းဆက်တယ်ဆိုတော့ဒီခေါင်းကြီးချွတ်ရမှာလေ ဟုတ်တယ်လေဆောင်းလို့ရမယ်လား အဲ့ဒါဆိုချွတ်လိုက်တော့လာတင်မေးမယ်ခုချင်းချင်းလာတင်ပေးရမလားပြီးတော့တင်မေးမယ် မျက်လုံးကအဲ့ဒီမျက်လုံးကပဲမြင်ရတာဘယ်ကကြည့်ရအခုငါတို့ဘယ်ဘောင်းကနေကြည့်နေတာလဲလို့ ခင်ဗျာလည်းအေးပေါ်တနာပါတယ် ဟမ် hints ပေးတဲ့မေးခွန်းလေးမေးပါ hints ပေးတဲ့မေးခွန်းလေးတွေ အေးလေလောက်ပါ ငါရှုံးရင်2ရုပ်ပေးရမယ်နိုင်1ရုပ်ပြန်ရမယ်ဟုတ်တယ်နော် ဟုတ်တယ် 1ရုပ်က ready ဖြစ်ပြီလား ထွန်းထွန်းအဲ့ဒါထွန်းပြောတဲ့ဟာတစ်ခုပဲလားအားလုံး4ယောက်စလုံးမှန်ရောထွန်းမှန်တာပဲလား อ๋อအဲ့ဒါတင်ပြောပါရအောင်ဒီမှန်တိုင်းပြောပါရ ကော အောင် င်းတာတက် အဲ့တော့ဒီဆယ်လီဆောင်တော်ကြီး3ယောက်ကျန်တဲ့3ယောက်တော့ကော မမတို့မလောင်းထားဘူး မပါဘူးလားလုံးမပါ မမတို့ရှုံးပါ တော့ သေးတယ် ဒီမှာတရုပ်ရှုံးတာတော့မပေးရသေးဘူးခဏနေမလောင်းထား ဟော့ပေါ့ကြီးလုံးလိုက်ဟော့ပေါ့ကြီး မကြောက်မရောလောင်းရတယ်နော်ဘာသူမှမသိပဲနဲ့ အဲ့လိုနေမှာ မှန်နေပြီ တရားပေါက်ရှုံး မှန် ပါ နေပြီ ကဲ2မိနစ်ပြည့်တော့မယ်2မိနစ်ပြည့်တော့မယ် ထားမိနေပြီ Sorry,
ဟုတ်ကဲ့ပါ လုပ်ပါ တောင်းစင်ရကြတော့ဆယ်လီစုံတော့၄ယောက်နဲ့စတော်ဘယ်ရီရှာပုံတော့ ကဲတော်လိုက်တာ ကဲလုပ်လုပ် တော်ရီလေးရ ရိုက်ချင်လားရိုက်ချင်လား ကဲလုပ်ပါလုပ်ပါလုပ်မယ်လားလုပ်မယ် ဒရိုက်တာတော့ကိုပိုင် ဒါတာပိုင်ပိုင် ခိုင်တာမကြိုက်လို့မရိုက်တော့ဘူး အဲ့ကြတော့မကြိုက်ဘူးလား မမခိုင်လေး ရှင်း ချစ်သူနဲ့လေအပြင်မှာဒိတ်တဲ့အခါလေဖေဖေမမေမသိအောင်လေခိုးထွက်ဖို့ reason လေးပါလေတင်ပေးပါလား နောက်တော့ reason လေးပါတင်ပေးပါ အဲ့ဒါလေးလည်းသူသိနေပြန်တယ်ဘယ်လိုလုပ် ဒီမှာပြောတော့သိတာပါသူကတော့ဒီမှာပြောတော့သိတဲ့အကွက်ကြီးပါ ဟဲ့လားပြောပြဘူးလား တစ်စင်စကားတစ်စင်နားနေကြတာပေါ့ အော်တင်ပေးမှာပေါ့ဒီလိုမျိုးလှည့်ပတ်ပြီးထွက်တဲ့ဇလန်းတွေအများကြီးရှိတယ်အများကြီးပေးမယ်နော်တင်ပေးမယ်နော် ခဲအချိန်ပြည့်နေပါပြီ ချစ်တယ် ဒီက strawberry မျက်နှာပုံနောက်ကွယ်ကဆယ်လီလေးကကျွန်တော်တို့ရဲ့ဆယ်လီစနောက်ကြီး၄ယောက်ကိုတကယ်ကိုပြည့်ပြည့်စုံစုံနဲ့စုံစုံလင်းလင်းမေးသွားခဲ့တဲ့အတွက်သူဘယ်သူလဲဆိုတော့လည်းဖြေဖို့အတွက်ကျင်းနေတဲ့အဖြစ်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ထွန်းထွန်းဒီမမခိုင်လေးတကယ်ချင်းဖြုံးဝေဆိုstrawberry ကစမှာပြောခဲ့တယ်အစိတ်ပြင်းတယ်တဲ့အဲ့တော့အစိတ်ပြင်းတယ်ဆိုတာယုံပြီမလား ယုံပါနဲ့ ရုံတယ် ယုံပြီဆိုရင်ကျွန်တော်ဘေးနာ strawberry မျက်နှာပုံနောက်ကွယ်ကဆယ်လီဘယ်သူပါလဲခင်ဗျာကဲတကယ်ချင်းကစပြောချင်းနေပုံရတယ် ပြောလိုက် ပထမတော့ဘောကြီးဆောက်လို့ဖန်လာတာပထမတော့ထင်လာတာအခုကျတော့ပြောင်းသွားပြီ တောင်းပါပြီ ဒီလိုပုံစံဒီခန္ဓာကိုယ်အနေထားနောက်သူ့ရဲ့ငယ်ရွယ်နှုပြိုလှပမှု အဖွားပြင်းနေလို့ တက်ကြွလန်းဆန်မှုအားလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင် မေတော့ကတော့ ဦးဘေလူကမြန်နေကောင်းလာလား ဘေလူကနေကောင်းလာတာ ဒီခန္ဓာကိုယ်တော့အိတ်ခန္ဓာကိုယ်ပဲနော်ဟုတ်လားဟုတ်ပါဘူးကိုကင်လိုက်သမီးသစင်ထူးမြင့်လို့မှန်းတယ်ကျွန်တော်ကတော့ သစင်ထူးမြင့်အမရော အမကပထမတော့အမရုံးဝရီလွင်မိုးလို့ပြောထားတာပေါ့နော်အခုရုံးဝရီလွင်မိုး ခါခကြီးသွားနေတော့ တမီးကကြီးသွားနေတော့တယောက်တော့ပြောထားလိုက်မယ်ကွာ तू ကခင်းစားကြီးကြောတမီးထင်သစ္စာ ထင်သစ္စာသစင်ထူးမြင့်ရဲ့ထင်သစ္စာရဲ့ကဲညီမလေးနောက်ဘယ်မင်းသမီးရဲ့သမီးကိုပြောဦးမယ် ဒီကတော့ပြီးခဲ့တဲ့တစ်ခေါက်ကပြောထားတဲ့အတိုင်းပဲအဆိုတော့မြန်မာအိုင်တော့အဆိုတော့ယွန်း ယွန်းဟိုယွန်းပဲ ကဲကိုကိုထွန်းနော် ကိုကိုချွန်းချွန်းကိုကိုချွန်းချွန်း ထင်သစ္စာ ထင်သစ္စာအမလည်းထင်သစ္စာနော် ကျွန်တော် confirm နေယွန်းပိုဖြစ်နိုင်တယ်နော်နေယွန်းပိုဖြစ်နိုင်တယ်နော် လုံးဝထင်သစ္စာပြောလိုက်ပြီနော်လုံးဝထင်သစ္စာဒါပဲ ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ဘေးနာက strawberry မျက်နှာပုံနောက်ကွယ်ကဆယ်လီကိုထွန်းထွန်းကထင်သစ္စာဒီဒီကယွန်း ညော အမကထင်သစ္စာနဲ့ဖြုံးဝေဆိုက သစင်ထူးမြင့် ဒဇင်ထူးမြင့်ဆိုပြီးတော့အားလုံးကအတီးတီးမှတ်ချက်ပေးထားကြပါတယ်ခင်ဗျာကဲပရိသတ်ကြီးခင်ဗျာနောက်လာမယ့်အပိုင်းကတော့ဂျေးမုံလူသားနဲ့ strawberry မာလေးတို့အကျိတ်နဲ့ရှင်ပြိုင်တီဆိုကြမယ် battle song တီဆိုရှင်ပြိုင်မှုပဲဖြစ်ပါတယ်မကြခင်မှာ battle song တီဆိုရှင်ပြိုင်မှုနဲ့အတူပြန်ဆုံကြပါမယ်ခင်ဗျာမတွေ့ရကြလို့လားမသိဘူးပရိသတ်တွေအတွက် strawberry မာလေးကအရန်မိုက်အောင်ဖျော်ပြသွားတယ်လက်ခုပ်တန်အကျိတ်ကြားခြင်းပါတယ်ခင်ဗျာstrawberry မာလေးအတွက်ဘေးနာနေပြီးတော့အမှန်တော့ strawberry မာလေးအတွက်မဟုတ်ပေါ့နော်ဖြုံးဝေဆိုရထွန်းထွန်းရဲ့ရဲလေးရဲ့အတွက်ကာလာနဲ့ဖျော်ပြသွားတယ်ဒီကညီမငယ်၃ဦးကိုကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ ညီမလေးတွေတော့ကြည့်ရတာဝေးပါသေးတယ်ကိုပိုင်းတော့မနီးရမ်းတော်ကြတယ်တော့ ဒါပေမဲ့ဒီမှာ3ယောက်ကွက်တီပဲတို့3ယောက်ပဲကမလေး3ယောက် strawberry လက်တော်ပါတယ် strawberry မတွေ့ရကြတော့သွားအရန်မိုက်အောင် ပိုဆိုးလာတယ် ပိုဆိုးလာတယ်နော်မ ငိမ့်ငိမ့်နေလို့ငါညင်းကိုပြောရနော် သူ့စတိုင်အမြဲတမ်းလောက်တာသူအဲ့ဒါ ခေါင်းဆိုဆွဲချလာကဲအဲ့တော့အဲ့တချင်းလေးနဲ့မြန်ဈေးပန်းတဲ့ကျွန်တော်သိတဲ့လောက်ပြောမယ်ဆိုအဲ့ဈေးပန်းဆိုတဲ့တချင်းမှာရင်တော့ရဲလေးဆိုဘူးလား ဟုတ်တရုပ်ဆောင်ဘူးလားဝင်တရုပ်ဆောင်တာ တရုပ်ရဲလေးတရုပ်ဆောင်ဘူးလားမိဆန်ဒီကောညီမလေးမိဆန်ဒီက audition ဖြေတော့ကျွန်တော်ရဲ့ဒီဘက်ကအမ2ယောက်နဲ့အဲ့လိုတရုပ်ဆောင်တာကြိုက်တယ်ဗောဒိုင်နေဗောကျွန်တော်တို့ကကဲအဲ့တော့ဈေးပန်းဥခင်းတာဘယ်မောင်လေးကိုဖြစ်မလဲဟိုဘက်ကနှခမ်းဝေးစသားနဲ့လားခလေးက ဦးလေးတယ်လားမောင်လေးလားပြော မောင်လေးပဲလုပ်လိုက်ပါ ကိုရီပါ ဖာ ဂူဂူတော့ဖတ်ပါကဲအရန်မိုက်တယ်နော်မတွေ့ရကြတဲ့ခါကျတော့အရန်ကို
အရင်ကမြို့ကြွတာပြောပြပါ စိတ်ဒုက္ခပေးနိုင်တော့မယ်အခုချိန်ဒီ အေးတကယ်ပါ အရင်ဆုံးဘာပြောမတွေ့ရကြတဲ့ strawberry လေးရဲ့အတန်လေးကတဲ့ဟန်နေအပေါ်မှာကျွန်တော်ဆယ်လီစံတော်ကြီး၄ယောက်ကနေပြီးတော့မှတ်ချက်စကားလေးအတီးတီးချိမိပေးပါအောင်အရင်ဆုံးဧည့်သည်ဆယ်လီစံတော်ဒီလေးရဲလေးကနေပြီးတော့မှတ်ချက်စကားလေး အရန်ကောင်းတယ်အရန်လှတယ် strawberry သီးတွေကိုဖြုတ်စားကြလောက်အောင်တော်တော်ကြည့်လို့ကောင်းတာမိုက်တယ်ဈေးပန်းဆိုပြီးဘာလို့ဈေးပန်းနေမခင်းမဲနဲ့ခုံနေပဲခင်းသွားတယ် မပါလာလို့ မပါလားလွတ်လားကတော့အရန်ကောင်းပါတယ်တကယ်ဟိုဒီညနေဖုံးထဲကနေကျွန်တော်တို့ဒီလိုညီအောင်ကနိုင်ဖို့ဆိုတော့တော်တော်မလွယ်ပါဘူးထဲထဲမှာတော်တော်ကြီးကိုမွန်းကျက်နေပါပြီအရန်ကိုစူးစမ်းထားတဲ့ strawberry လေးဆိုတာကိုပေါ်လင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အရန်မိုက်ပါတယ် ကျေးဇူးများတင်ပါတယ်ကဲအဲ့တော့ညီမလေးဒီမှတ်ချက်စကားလေး စတော်ဘယ်ရီလေးကမတွေ့တာကြပေမဲ့လည်းရွာမြဲရွာဆဲဟုတ်ပါဘူးဟိုလှမြဲလှဆဲကဆဲပေါ့လေအကတွေကလည်းအရန်မိုက်တယ် performance တွေကလည်းအရန်မိုက်တယ်ဒီဟာပွဲကြီးပြီးသွားလို့ရှိရင်အကလေးနဲ့လောက်လာတင်ဦးမယ်နော် ကျေးဇူးများတင်ပါတယ်အမမခိုင်တင်းကြီးပြောပါအောင်ခင်ဗျာ အလွန်အင်မတန်ပေါ့တကယ်ကိုသူ့ရဲ့သေးသွဲတဲ့ခန္ဓာကိုယ်လေးနဲ့ကားတဲ့လှုပ်ရှားဟန်လေးတွေ performance အရန်မိုက်အတန်ပါဝါလေးတွေကလည်းအရန်ကောင်းအရန်ခွတ်ပါတယ် အလုံးနဲ့ကို ID လုပ်ပေးနိုင်တယ်အလုံးနဲ့ကို ID လုပ်ပေးနိုင်တယ်နော် လုပ်နေတာ တေးသေးဖို့ နောက်ဆုံးကျတော့ခိုင်သေးကြီးရှုံးသွားပါပြီအရန်ခါနိုင်ဒီမှာခါတွန့်ကြည့်တောင်ရှုံးသွားပြီအရန်ခါနိုင်ပါတယ် ခါတို့ကြည့်တော့ရှုံးอ่ะကဲဖြုံးဝေဆိုတင်ကြီးပြောပါဦး ကျွန်တော်နားထဲမှာတော့ဈေးပန်းခင်မရလွှဲရင်ကျွန်တော်ဟာကြီးတလုံးမသွဲကိုမကြားလိုက်ဟုတ်တယ်ဈေးပန်းခင်မလုံးမကြားလိုက်တယ်ဆိုတော့တိမတီတော့ကောက်ရတဲ့ကောင်မလေးတွေလည်း ဟောကောက်ရဲကောင်မလေးကိုကြည့်နေလို့ အာယုံမဆိုင်လိုက်နိုင်ဘူးလို့သူတချင်းကိုနားထောင်နေတာနဲ့နေဒါပေမဲ့ဈေးပန်းခင်မတလုံးမကြော်ကြားလိုက်ရတယ်ကျွန်တော်တိတ်ချတိတ်မကြားလိုက်ရ ဟာကောက်ရဲပဲမတွေ့ဘူးလား တွေ့တော့ဒီသတိမထားမိလိုက်ဘူး မအဲ့မှာမျောနေလို့အကနေမှာမျောနေလို့မကြောက်လိုက်တာဘောပါ ဟောလို့ကဲအဲ့တော့ထွန်းထွန်းရော ဟုတ်တယ် ဒီလိုမျိုး performance နဲ့ပဲလုပ်သွားနိုင်တယ်ဆိုသွားနိုင်တယ်ဆိုတာတော်စကီးတော့မဟုတ်ဘူးနော်ဆရာကြီးဆိုတော့ကဝါသနာပါတာထင်ထင်ရှားရှားမြင်ရပြီ ဖောက်လေကောင်မလေး ဟုတ်ဘူးအကဝါသနာပါတာထင်ထင်ရှားရှားမြင်ရတယ်တဲ့ အော်ဟေးမင်းတော့စကားကိုတိတိကျပြောနေရ ဒီကြကြပါဆိုတော့တော် ကျေးဇူးများတင်ပါတယ်အခုလိုမျိုးဆယ်လီစတော်ကြီး9ယောက်စလုံး strawberry လေးအတွက်မှတ်ချက်စကားအသီးသီးပြောပေးခဲ့တဲ့အတွက်ကျေးဇူးတယောက်ချင်းစီတိုင်းကိုတင်ပါတယ်တကယ် grand finalist တယောက်ဒီစင်ပေါ်မှာအခုချိန်ထိရောက်နေတဲ့အမှုပညာရှင်တယောက်ဆိုတာပြီးသားပါတယ်အဲ့တော့တရုတ်မှန်ကို तू ဘယ်သူလဲနော် तू မျက်နှာဖုံးနောက်ကဘယ်သူလဲဆိုတော့ဖေနီဖွက်ထားနိုင်တော့မဲဆိုတော့ तू ဘယ်သူလဲဆိုတော့အရင်သိကျင်နေကြပြီလား ဟုတ်အရန်သိကျင်တာသိကျင်တာအရန် ကြပါပြီ အဲ့တော့နောက်ဆုံးအနေနဲ့အပြန်အလှန်မေးခွန်းလေးတွေမေးကြမယ်2မိနစ် 2မိနစ်တော့မလုပ်နဲ့တယောက်တိုးလာတယ်3မိနစ်လောက်တော့လုပ်လေ 2မိနစ်ခွဲပေါ့ လာပြီးတော့ program မှာဈေးစင်နေ သူ့ကိုလည်းမေးလိုက်ကျွန်တော်တို့၄ယောက်ကဟုတ်တယ်ရဲလူတွေတော့2မိနစ်လောက်တော့ပေးသင့်တယ် အေးလေ ဟုတ်တယ်မလားကိုရအဲ့လိုတော့မလုပ်နဲ့လေကိုပါ guess လေ ကဲစက္ကန့်30กว่าကဲပြီးမင်းတို့ကတကယ်ကြောင့်9မိနစ်လောက်မေးတာငါစောင့်နေတာ မမေးပါဘူး2မိနစ်ခွဲ2မိနစ်ခွဲ အဲ့တဲ့အတွက်စက္ကန့်30ဆိုအားလုံး2မိနစ်ခွဲကိုသူရောကိုရောအပြန်အလှန်မေးကြမှာ ဟုတ်တယ် သူကကိုအပြန်လန်ဒါဆိုတော့9မိနစ်လောက်ရမှာလေ तू ကမေးဦးမှာလေ 2မိနစ်ခွဲကို2မိနစ်ခွဲ အမတို့လို့လိုက်ကျွန်တော်ကိုယ့်ရဲ့ senior အမကြီးဆိုလေးစားရလေဒီနေ့ကျွန်တော်ဆက်မရိုက်ဘူးမေးခွန်းတွေပဲထောက်ချောက်မေးကြအောင်အမ ပြီးရော ကဲဟုတ်ကဲ့ပါအပြန်အလှန်မေးကြမယ်နော်အမဒီကသူတို့မေးတာကိုဖြေဖို့အဆင်သင့်ဖြစ်ပြီလားသူတို့ကမေးဖို့တော့အဆင်သင့်ဖြစ်ပြီလားโอเคဆယ်လီစနော်ကြီး4ယောက်ကတော့9ယောက်ကတော့အဆင်သင့်ဖြစ်လောက်ပြီထင်တယ်ဘာလို့မသိသေးဘူးလေ ဖြစ်မေးကြည့်နေပြီ 2မိနစ်ခွဲစပြီးတော့မှတ်ပါပြီ ကဲ strawberry နုပညာမျိုးရှိရမလား ကိုကိုထွန်းတို့အဲ့ဒါမေးတာခပ်ပါဝဲမနေတော့ ဟိုဒီက confirm ပြန်လုပ်တာ final confirm final confirm ဘာလို့ခဏခဏမေးနေရလဲမသိဘူးလား မသိငါလို့ တကယ်ဆိုလို့ရှိရင်လေစတော်ဘယ်ရီနဲ့မတွေ့ရတဲ့အချိန်ကြီးကအများကြီးကိုကိုထွန်းတို့မစုံလဲထားဘူးလား စုံစမ်းထားတယ်လေစုံစမ်းလို့မှမရတာ strawberry ရဲ့ strawberry ကလုံအောင်ဖုံးထားတာဟိုနော်စုံစမ်းလို့မရတော့ထပ်မေးရ စတော်ဘယ်ရီနဲ့တတိကျတာတော့လေဒီမက်ဆင်ရမှာအဲ့ဒီဆယ်လီစုံတော့တွေကအတော်ဆုံးပဲကိုကိုထွန်းတို့အဲ့ကုံဘုတ်ကိုတော့နည်းနည်းငဲ့ညာအောင်လေ ဟာဒုက္ခပဲကွာကဲပြီးတာဖြေဦးလေဟုတ်လားမဟုတ်ဘူးလားလို့ဖြေဦး ခါနှစ်ခွာ ဆွာနော် ရှမ်းစွာတာ ရအောင်ဖုံးမယ် စတော်ဘယ်ရီကဟုတ်တယ်မဟုတ်ဘူးဖြစ်လဲကိုကိုထွန်းတို့ကမသိပါဘူး အဲ့ဒါငါမဟုတ်အဲ့ဒါပဲစနေပြည့်လွယ် ငါတို့တို့မှတ်ထားတာနော်ရောင် ကဲရမဖြစ်နဲ့မေး ကဲမေးတယ် မေးတာသူမပြေဘူးလေ တိတ်ရမတွေ့နေတော့နည်းနည်းပြန်ပြောပြလိုက် strawberry အဲ့တော့ဟုတ်ပြီတခါမှမမေးဘူးလားမေးမယ်အဲ့နော် okay strawberry က
အကတင်တန်းကိုတင်နဲ့တက်တာလားအဲ့လိုမျိုးကိုကနဲ့ကိုပါရမီအထုံပါလာပြီးတော့တက်နေရလား ကိုပါပါရမီထုံပါ talent အပြည့် ဟုတ်ပြီအဲ့ကိုကနဲ့ကိုတက်တာမဟုတ်လို့အကတင်တန်းတွေပဲမတက်ဘူးပေါ့ တက်ပါဦး အဲ့ဒါ K-pop တွေကြီးပြီးပဲကတက်တာပေါ့သဘောက YouTube ကနေကြည့်ပြီးတော့ကိုပတာကို subscribe ပေါ့ကွာ ဟုတ်တယ်သူခါပြော ဟုတ်တယ်နော်အဲ့လိုလုပ်တာ နေအမလေး အေးပြော အဲ့ မေး လိုအမ အော်စပတီလေးကအခုနေတဲ့ထိုင်တဲ့ပုံစံကတော့အရန်ရွရတယ်ထတယ်ပေါ့နော်အေးအဲ့လိုအများနဲ့ဖြစ်နေတယ်ခါနေတယ်ရွနေတယ်ထနေတယ်ဒါပေမဲ့စတော်ဘယ်ရီကဖျားတရားတော့အရန်လုပ်တယ်ဟုတ်တယ်မလားအမှန်တိုင်းပြောနော် တော်ဝေးလေးကိုနေနေတာဗုဒ္ဓဘာသာမြန်မာနိုင်ငံလူတိုင်းဖျားတရားလုပ်တယ်လေမမခိုင်နေလားကိုကိုထွန်းတော့မလုပ်နဲ့နော် မှန်တယ်ဗျာ ဟုတ်တယ်ဗျာ ဟုတ်တယ်လေဒါပေမဲ့လူတိုင်းဖျားတရားလုပ်ပေမဲ့ပို့ပြီးတော့ဖျားတရားကိုယုံကြည်ပြီးကိုးကွယ်တယ်ပို့လုပ်တယ်ဖျားတရား ဒါတော့မက်ဆင်နာမှာပါပြီဆိုတော့ဒီသုံးတော့၄ယောက်ကိုရေးဆိုင်နိုင်ဖို့လုပ်ရတာပေါ့ ဟုတ်ပြီ ဒီရောအဲ့လိုဝင်ခိုင်း ဒီမှာအိမ်ကမေမေရောတိလာဒီမှာလာပြိုင်နေတာ哦 ဘယ်ကနေမေလဲ အိမ်ကအမေပေါ့ ဘယ်ကနေမေ တော့အမေဘယ်နှစ်ယောက်ရှိရလဲမသိဘူး မေမနှစ်ယောက်ရှိလို့တော့ အမေကလည်းပေးမသိထား နေအဲ့တော့ဟောလာတနင်္ဂနွေသမီးလားစနေသမီးလား အဲ့ဒါတီကိုကိုထွန်းတော့ဘာလို့မို့လဲ ဟုတ်တယ်အဲ့ဖော်ဖို့ဘောဘာလို့ကမှလဲ ဖျားမှာရရချင်းလို့လား ဘယ်မှရေးတယ်မရှိဘူးအဲ့လူကိုဖော်ဖို့နာမည်က3လုံးဟုတ်လားနာမည်က3လုံး ကျင်အောင်ထွန်း မဟုတ်ပါဘူးနာမည်က3လုံးဟုတ်တယ်မလား ဟုတ်ပါဘူး မဟုတ်ပါဘူး တကယ်တော့တကယ်ချင်းနာမည်က၄လုံးမလား နမလေးလုံးလည်းမဟုတ်ဘူး အာ ကိုကိုရဲလေးရလေကိုကိုထွန်းတော့ကိုမလိုက်နဲ့နော် လိုက်လို့မရဘူး ကိုကိုထွန်းတော့ကလေနည်းနည်းလေးသူကသုံးသားဆိုပေမဲ့နည်းနည်းလေးသူကတိတ်ညံမကောင်း အော်ညမကောင်း ဟေးနာမည်ကလေတစ်လုံးနဲ့ နည်းနည်းစတော်ဘယ်ရီပါသူကနေလုံးပါ ဒီလေအဲ့ကြောင့်၄လုံးလို့ပြောတာ အဲ့ချက်နေ ဟာ ဟာတော့မလေး ကဲရဲလေးမေး မင်းမဲ့သူတော့တွန့်သွားတယ်ဖေဖေကပြက်လုံးတွေပါဟာတာတွေပါအရင်ပြောတတ်လား စတော်ဘယ်ရီကိုကြည့်လိုက်သိတယ် အာ အေးတူသမီးတူပေါ့ကွာ ကောင်းပေမဲ့နော်ဂျီဒီနဲ့ဒါအပြစ်မှာတကယ်ဘလို့စုံမှုလားလဲတကယ်စုံမှုလား သုံးမှုရလေမမဒီဒီကိုလည်း hit ပေးခဲ့တယ်အလူပွဲမှာဆုံးမှုပါလေလို့ အလူပွဲနည်းနည်းကြာသွားလို့အခုပြန်ပြောအခုအသက် hit space အခုအစပြီး1 2 3ကက်စပြီးပြော ပိတ်တော့မတရားဘူးနော်လူကို9ယောက်ပါပြီးတော့ခါတယ်ဝိုင်းပိတ်နေကြတယ်လို့ပဲ ပေါ့အရှိဟာတွေမေးလိုက်တော့အခုအသက်ပြန်မေးမှာအားလုံး ဟုတ်တယ်အစ်စ်ပြန်မေး ပြန်မင်းမဲ့ အေးအပြစ်မှာစုံမှုလားလို့ဂျီဒီနဲ့စုံမှုလား hit အသက်ပဲ ဆုံးမှုတယ် အဲတော့ကနီးနီးဆက်ပြောဝေးကြီးတွေမပြောနဲ့နော် အဲ့လူပွဲမဟုတ်ပဲတခြားနေရလား အဲတခြားနေရ ရှုပ်ပွဲတစ်ခုမှဆုံးမှုတယ် အဲဘယ်ရှိုးပွဲလဲဘယ်တော့က မပြောဘူးလေပြောရင်သိသွားမှာပေါ့ โอเคပြီးသွားပြီစနေမြင့်ပြီးသွား ဟုတ်လေ ဟုတ်ဒီဒီရဲ့စတော့ဘယ်နေဘသူလဲဆိုတော့မေးလိုက်တော့လေ ဟိုပြီးသွားကဲမနာငါမေးတော့အဖြစ်စိုင်းငိုင်းဘွဲမှာစုံမှုလား ဆုံးမှုလားမေးတာလားဆုံးမှုလားမေးတာလား စုံမှုလားတွေ့ဘူးလားစိုင်းခန်းလိုက်ဘွဲမှာ တိုင်းတိုင်းခက်လိုက်ပွဲရအများကြီးပဲဘယ်ပွဲကိုပြောတာ ဘယ်ဘွဲတပွဲလာဘူးလား လာဘူးလေ ဟုတ်ပါ မနေ့ကနိုးလိုက်ခုနအဲ့လိုမျိုးကင်မရာရှေ့မှာအဲ့လိုမျိုးအပြင်းပြတစ်ဖြက်တွေပါကတ်တဲ့အချင်းရှိရမလား ကင်မရာရှိမှာလား ဖုန်းကင်မရာရှေ့မှာ မကရမနေနိုင်လို့လေကတာမကတာအရေးမကြီးပါဘူး blind box ကိစ္စကတော့အရေးကြီးတယ် အေးနော်အေးလာပါ အာ ရအောင်ဖော်ပါတော့အေးပြောထားတယ် စတော်ဘယ်ရီလေးကလေမမခိုင်လေးနဲ့တော့လုံးဝအပြစ်မှာမမြင်ဘူးအဲ့ဒါအမှန်တမ်းပြောဟုတ်လား မမခိုင်လေးကို hit တစ်ခုပေးမယ် အေးပေးသမားတခုမကဘူးပေး တေချာနားထောင်တေချာကြည့်ပါ ကဲပါနောက်ထောင်မှမပြောပါ Me just to every time ပြအဲ့ဒါဘာဖြစ်လဲ အဲ့ဒါဆိုသိလောက်ပြီလေမမခိုင်လေးရလေ မဟုတ်ဘူး challenge မှာ तू ပါဘူးလားမသိဘူးအမထိတ်ထိတ်နဲ့ကရတယ်တဲ့မှာလေထိတ်ထိတ်ကလေ model လေးတွေမင်းသမီးတွေလည်းအများကြီးကရတယ်လေ तू အဲ့တော့အကတဲ့အဖွဲထဲမှာပါလား မမခိုင်လေးရလေကွာဆုံးတောင်းလုပ်နေပြီးတော့ကွာ ဟုတ်လေ every time အဲ့တဲ့ချင်းမှာဘာဖြစ်တာလဲအဲ့တဲ့ချင်းမှာ ကပြပြီးသွားပြီလေကိုကိုခင်းရမှာလေ ဟိုကလေ rap တချင်းတွေကြိုက်လား rap တချင်းတွေလေ rapper လို့ဝေးရတာလေကြိုက်တယ်ဆိုမနေ့တင်ထားသေးတယ် ခင်းရသေးပဲဆိုရလေ every time အကလေးမှာဟို strawberry လေးကအဲ့လိုမျိုးဟိုဟာဖြစ်တာမလားကူညီပေးတာလား 4မိနစ်ကိုပြည့်သွားတာကြော်တော့ကြော်နေပါပြီ ကဲအဲ့ဆိုရင်တဲမောကအကြီးပေးမှဖြစ်တော့ တော်ပါပြီတော်ပါပြီ ပေးလိုက်ပါ ပေးပါလဲ အနုပညာ
ဟုတ်ပြီ ဟုတ်ပြီ လှုပ်စား အဲ့ဒါမှအရန်ကျွမ်းတာ ကျေးဇူးလားချစ်လိုက်တာ ရအောင်ပေါ့နော် ရအောင်ပေါ့ ဖော်ပြီး အခဏလေးအုံနောက်ထဲမှာဘယ်လိုဖော်ရမလဲစဉ်းစားလိုက်မလား ဟုတ်ကဲ့ နာမည်က3လုံးဖက်လား နေခဏလေး तू ပြမှာရှေ့ဆုံးကဟောက် तू ပုံပြောပြမယ်နော်တောင်းမှန်တာအိတ်တာ အချိန်10မိနစ်ပဲရမယ်နော်စဉ်းစားခွင့် မမီတာတောင်းမှန်တာ ချစ်တာ မဟုတ်ဘူး အာကိုတာ မီအားကိုတာ ကျွဲတာ တွေ့ကတာ ကတာ မီတာမီ အဲ့ဒါတခုအခုတော့စဉ်းစားပါနောက်တစ်ခုကအိမ်နမေကိုပြပြမယ် အိမ်နာမည်ရတာ စမယ်နော် ကြလာ အိမ်နာမည် ချမ်းတာ သိပါပြီချမ်းတာ တုံတယ် ဘေဘီဝါဘီ ဟုတ်ပါတယ်အချိန်ပြည့်သွားပါပြီ10မိနစ်လည်းပြည့်သွားပါပြီ အိမ်နာမည်ကတုံ ဒါ တုံ ဟုတ် နဲ့ တယ်ဒါဟုတ်တယ် စတော်ဘယ်ရီမာလေးကဒီကပြိသက်တွေရောဆက်လီစုံတော်ကြီး9ယောက်စလုံးအတွက်ကိုသူဘသူလဲဆိုတာကိုသိနိုင်မဲ့သူ့ရဲ့နာမည်ကိုသူကတရုပ်ဆောင်ပြသွားတယ်သူဘသူလဲဆိုတဲ့နာမည်ကိုကျွန်တော်တည်တည်ချာချာသိရပြီလို့ထင်ပါတယ်ရဲလေးဆိုတာဗါလဲတက်လာနဲ့ဘုံ ဘုံဒါပဲဘုံမဲ ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ဘေးနာကစတော်ဘယ်ရီမျက်နှာဖုံးနောက်ွယ်ဆယ်လီကိုထွန်းက ဘာပြောမှမသိလို့ ထင်းသစ္စာဆိုပြီးခက်မှန်းခဲ့တယ်မခိုင်လေးက ထင်းသစ္စာပဲခံမှန်းခဲ့တာပဲ ထင်းသစ္စာပဲဒီဒီယာယွန်းဖြိုးငွေဆိုတာဒဇင်ထူးမြင့်ဆိုပြီးတော့ အမမသိဘူး ဟုတ်ဒဇင်ထူးမြင့်ဆိုရင်အရင်တော့ခက်မှန်းခဲ့တယ်ကဲအခုကျွန်တော်ဘေးနာကစတော်ဘယ်ရီမျက်နှာဖုံးနောက်ွယ်ဆယ်လီဘယ်သူပါလဲအရင်ဆုံးဒီဒီညီမလေးပြောပါ ဝင်လာလိုက်တာငါရှိရခံပြီး တ တယ် မီးက နော် သမီးပြောလိုက်တော့မယ်ပြောချင်တာပဲပြောလိုက် ပြော တင်းသေးဖို့ တင်းသေးဘူးအဲ့ဆိုရင်မခိုင်လေးကျွန်တော်ဘေးနာကစတော်ဘယ်ရီမျက်နှာဖုံးနောက်ွယ်ဆယ်လီဘယ်သူပါလဲ ငါစွညလာ ပြောလိုက်ပါတရားတော့ ဒဇင်ထူးမြင့်ပဲပြောရင်ကောင်းမလားမသိဘူးနော်ထင်းသစ္စာတဲ့တော့ဒဇင်ထူးမြင့်ကပို့ပြီးအဲ့လောက်တွက်မလားမသိဘူးဒဇင်ထူးမြင့်ဟဲပြောင်းသွားပြီငါလည်း ဒဇင်ထူးမြင့်မခိုင်လေးကဒဇင်ထူးမြင့်ကိုဖြိုးအောင် ကျွန်တော်ကတော့မလင်းစာကြီးဆိုရဲသမီးမြူလင်းကိုကိုလို့ထင်တယ် မြူလင်းကိုကိုဘယ်သူမှမထင်တဲ့စကားလေးပြောတတ်တယ်ကဲအဲ့တော့ထွန်း ထင်သစ္စာပဲ ထင်သစ္စာကဲဘုံဘုံကတော့ဒါရိုက်တာကျွန်တော်တို့ရဲ့အကိုကြီးဥခင်လိုင်ရဲ့သမီးလေးဇင်ထူးမြင့်တဲလေးလို့ခေါ်တယ် တဲလေးလို့ခေါ်တဲ့ဒဇင်ထူးမြင့်ဟုတ်ကဲ့ပါကျွန်တော်ဘေးနားမှာရှိနေတဲ့စတော်ဘယ်ရီမျက်နှာဖုံးနောက်ကဆယ်လီကိုမခိုင်လေးနဲ့စုံတော့လက်တစ်လေးကဒဇင်ထူးမြင့်ဆိုပြီးတော့ခန့်မှန်းထားပါတယ်ဒီဒီကတင်းသေးဖို့ဖြုံးငွေဆိုတာမြူလင်းကိုကိုထွန်းကတော့ထင်သစ္စာဆိုပြီးတော့အတီးတီးခန့်မှန်းထားကြပါတယ်ခင်ဗျာ Group C ကချို